လူတွေကနမိတ်လက္ခဏာဆိုရင်သိပြီးတော့မှအာယုံစိုက်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကနမိတ်လက္ခဏာကကျွန်တော်တို့မဆန်းဘူးဗျဖယားသားသမီးယုံကြည်သူတွေမှာနမိတ်လက္ခဏာဆိုတာအစမ်းကျယ်ကြီးဖြစ်နေကြမလို့ဒါပေမဲ့နမိတ်လက္ခဏာမဖြစ်ရင်တော့ဒါနည်းနည်းအံ့ဩစရာဖြစ်လာပြီဘာကြောင့်နမိတ်လက္ခဏာကျွန်တော်ကဒီနမိတ်လက္ခဏာအာယုံစိုက်ခိုင်းတဲ့လူထဲမှာတော့မပါဘူးဘာလို့နမိတ်လက္ခဏာဆိုတာကကျွန်တော်သွားတဲ့နေရာမှာဖြစ်နေရမယ်နေ့တိုင်းမှာကျွန်တော်တို့ဖြစ်နေရမယ်အာမင်ကျွန်တော်ဖြစ်နေရမယ်ဗျာဒါပေမဲ့ကျွန်တော်အာယုံစိုက်ရမှာကနမိတ်လက္ခဏာဖြစ်တာကိုအာယုံစိုက်ရမှာမဟုတ်ဘူးဖခင်နဲ့ယဉ်နီးတာကိုအာယုံစိုက်ရတာဖခင်နဲ့ connect ဖြစ်နေတဲ့လူတစ်ယောက်ကထူးခြားနေတယ်ဒီလူကထူးခြားနေတယ်ဆိုတော့ကျွန်တော်တို့ကနမိတ်လက္ခဏာဖြစ်ဖို့ကြိုးစားနေရင်တော့အဲ့ဒါကဒီမှားနေတယ်လို့ကျွန်တော်ပြောချင်တယ်နော်ဒါမဲ့ဖယားနဲ့ယဉ်နီးနေတဲ့လူရဲ့အတ္တတာကသူကထူးခြားနေတယ်ဒါကြောင့်ရှင်ပေတရုကဘာပြောလဲဆိုတော့နှစ်ပေအခန်းကြီး3အငယ်18မှာဘာပြောလဲဆိုတော့ဂျေဇုတော်၌၎င်းနဲ့ငါတို့သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်းနဲ့၎င်းကြီးပွားကြလောတဲ့ဂျေဇုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုဘာလဲတည်ကျွမ်းခြင်းနဲ့၎င်းဘာဖြစ်လဲကြီးပွားကြလောတဲ့ကြီးပွားကြလောတဲ့အဓိကကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကနမိတ်လက္ခဏာတွေနောက်ပဲလိုက်နေပြီးတော့မှဂျေဇုတော်ကိုတည်ကျွမ်းခြင်းသခင်ယေရှုခရစ်တော်ကိုတည်ကျွမ်းခြင်းမှာဘာဖြစ်လဲမကြီးပွားလာဘူးဆိုရင်ဘာအဓိပ္ပာယ်မှမရှိဘူးဥပမာဗျာကျွန်တော်မနေ့ကပြောတယ်ယေရှုခရစ်တော်ရရှိတဲ့သူတယောက်ရဲ့အတ္တတာထဲမှာဖယားကိုရသွားတဲ့လူကဘာဖြစ်လဲဖယားကိုရသွားပြီဆိုပြီးတော့မှဖယားနဲ့မိတ္တဟာယမရှိရင်ဘာဖြစ်လဲဖယားကိုရသွားပြီလို့ပြောတဲ့လူတယောက်ဖယားနဲ့မိတ္တမရှိဘာဖြစ်လဲမှကျွန်တော်ပြောပြမယ် relationship နဲ့ fellowship ဆိုတာမတူဘူး relationship နဲ့ fellowship ဆိုတာမတူဘူးအခုကျွန်တော်ရဲ့သားကဟာလာကျွန်တော်နဲ့စကားမပြောလဲကျွန်တော်သားပဲကျွန်တော်နဲ့စကားပြောလဲကျွန်တော်သားပဲကျွန်တော်နဲ့မိတ္တဟာယမရှိလဲကျွန်တော်သားပဲမိတ္တရှိလဲကျွန်တော်သားပဲဝေးဝေးမှာပဲနေနေပါပဲနေကျွန်တော်သူစကားပြောမပြောကျွန်တော်နဲ့လာဟိုကျွန်တော်သူအဖေမခေါ်လဲကျွန်တော်သားပဲတော်ဆက်မှုOkay ဆိုတော့တင်ယေရှုခရစ်တော်ယုံကြည်လက်ခံလိုက်တဲ့နေ့ရက်နဲ့စပြီးတော့တင်ရဖယားသားသမီးဖြစ်ရတဲ့အခွင့်ရသွားပြီဒါမဲ့တင်မိတ္တဟာယမရှိတော့ကြောင့်ဘာဖြစ်လဲဆိုတဲ့အခါမှာတင်ဟာတယောက်နဲ့တယောက်တိကျွမ်းမှုအားနည်းလာတဲ့အခါမှာယုံကြည်မှုကလည်းအားနည်းလာတယ်နော်မိတ္တာရရှိတဲ့သားနဲ့မိတ္တာမရှိတဲ့သားကွာတယ်ကျွန်တော်တယောက်ကတော့အမြဲတမ်းအဖေနာမှာနေတယ်အဖေနဲ့စကားပြောတယ်အဖေရဲ့သဘောတဘာဝကိုနားလေတယ်အဖေဝိုင်းမတော့ကူညီတယ်ကြာတော့ဘာဖြစ်လဲဆိုတော့ယုံကြည်မှုကဘယ်သူမှပိုရှိလာဆိုသူနဲ့ပိုရှိလာတယ်တယောက်ကြတော့သားပါပဲဒါပေမဲ့သူနဲ့မိတ္တာမရှိတဲ့အခါမှာသူ့ရဲ့အခြေအနေသဘောတဘာဝလည်းနားမလည်ဘူးသားတော့သားပဲဒါပေမဲ့ပို့ပြီးတော့ဘသူနဲ့ပို့အလုပ်လုပ်ဖြစ်လဲဆိုမိတ္တဟာယရှိတဲ့သူနဲ့ပို့ပြီးတော့အလုပ်လုပ်ဖြစ်တယ်ကျွန်တော်ဖခင်တနေ့ဘာဖော်ပြလဲဆိုတဲ့အခါမှာသားဖြစ်ခြင်းကကောင်းတယ်သားဖြစ်ခြင်းအဆင့်ကနေသိုးဖြစ်ခြင်းအဆင့်ကိုတက်လှမ်းမယ်ဆိုတာဖခင်ဖော်ပြတယ်သားတော့သားပဲဒါပေမဲ့သိုးကပါလဲတဲ့ငါသိုးတို့ဒီငါစကားတန်ကို
နားထောင်တယ်ငါနောက်ကိုလိုက်တယ်ထိုသူတို့ငါသိတယ်ဆိုတော့ထိုသူတို့ကလည်းငါရဲ့အတန်ကိုပါလဲကျွမ်းနေတယ်တချို့တော်တော်များများယုံကြည်သူလို့သာပြောတယ်ဖယားရဲ့အတန်မကျွမ်းဘူးမကျွမ်းသောကြောင့်ဘာဖြစ်လဲဆိုတော့ဒီစကားဖယားသခင်တကယ်ပြောနေတဲ့စကားလားဟုတ်လားမဟုတ်ဘူးလားသူတို့မပိုင်းခြားတတ်ဘူးမပိုင်းခြားတတ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့စင်ကြယ်တဲ့ဩဝါဒကိုနားမထောင်နိုင်ဘူးစင်ကြယ်တဲ့ဩဝါဒ sound doctrine ကိုသူတို့နားမလည်တော့ဘဲနဲ့ဘာဖြစ်လဲဆိုတော့sound doctrine ကိုနားမလည်တဲ့သူတော်တော်များများကကဲ့ရဲ့တယ်ပြစ်တင်တယ်ဝေဖန်တယ်ရှုံချတယ်အမျိုးစုံလုပ်တယ်ဒါပေမဲ့အဲ့ဒီ sound doctrine ထဲမှာတကယ်နားလည်သွားတဲ့သူကြောင့်သူ့အသက်ကြီးသူ့ရဲ့အသက်တာကြီးက grow ဖြစ်သွားတာတကယ်ကိုကြီးထွားသွားတယ်တကယ်ကိုကြီးပွားလာတယ်ကြီးထွားခြင်းရှိတယ်ကြီးပွားခြင်းရှိတယ်ကျွန်တော်နားလည်စေချင်တဲ့ညီကိုမောင်တို့ဖယားရဲ့နှုတ်ကပတ်တော်နဲ့တကယ်သွားလာတဲ့လူရဲ့အသက်တာတကယ်ကြီးပွားတယ်တကယ်ကြီးထွားတယ်ကြီးပွားတယ်ကြီးထွားတယ်ကျွန်တော်ဘာကြောင့်ပြောတာလဲဆိုတော့တမန်တရားကိုတိလာတဲ့သူတွေရဲ့ယုတ်နဲ့မတိတဲ့ယုတ်ကအယမ်းကွာတယ်ဘယ်မှာကွာလဲဆိုတော့ဝမ်းမြောက်ခြင်းရှိတာနဲ့ဝမ်းမြောက်ခြင်းမရှိတာကွာတယ်ပြီးတော့မှပြင်းပြင်းစင်စင်နေပြီသူလည်းပြင်တာပဲသူလည်းပြင်တာပဲဒါပေမဲ့ပြင်တော့ပြင်တယ်နှစ်ယောက်စလုံးကပြင်တော့ပြင်ထားပေမဲ့တိနေတယ်ကွာတိနေဘလို့တိလဲဆိုဟန်ဆောင်ပြုံးတာနဲ့တကယ်ကြီးကိုပျော်လို့ပြုံးနေတဲ့ရုပ်ကမတူဘူးမတူဟန်ဆောင်ပြီးတော့ပြုံးရင်ကြာလိုက်ရင်မောတယ်သူကနော်ဒါမဲ့ပြုံးတကယ်ပျော်တဲ့သူကြတော့ဘာဖြစ်လဲကြိုးစားပြီးတော့သူကတီအောင်နေတယ်သိရမလားအထဲမှာပျော်တဲ့အခါမှာငါတယောက်တည်းဆွဆက်ပြုံးတယ်မကောင်းတော့ဆိုတော့ကြိုးစားပြီးနေရတဲ့ဘဝသူကဝမ်းမြောက်ခြင်းဆိုတော့ဘယ်ဆိုအထဲကနေလာတာသူကဘာကြောင့်ဝမ်းမြောက်တာလဲဆိုတဲ့အခါမှာဝမ်းမြောက်เสียရှိလို့ဝမ်းမြောက်တာမဟုတ်ဘဲနဲ့ဒီအခြေအနေပေါ်မှာမမှုတည်ဘဲနဲ့ကြိုတင်လို့သူကတည်နေတာ because he lives I can fix tomorrow because I know ငါ့ကိုဒီလက်ရှိချင်းနဲ့လာလှည့်စားလို့မရအောင် I know he holds the future hallelujah ငါသိတယ်ငါရဲ့အနာဂတ်ငါသိတယ်အနာဂတ်သူ့ကိုလာပြီးတော့ချင်းချောက်လို့မရတော့ဘူးဘာလို့တိနေတဲ့အရာတခုကပြောရတိနေတဲ့အရာတခုကဘုရားရှင်အကောင်းဆုံးလုပ်ပေးမယ်ဆိုတာသိနေတယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ကဒီစကားကိုဗျကြိုတင်ပြီးတော့မှမင်္ဂလာစကားကိုကြဲမပြောရဲကြဘူးကျွန်တော်ပြဿနာတွေကဘာဖြစ်မှလဲရုံကြည်ကြည်နဲ့ပြောလိုက်ပေါ့လောကမှာတကယ်တော်တဲ့လူတွေအောင်မြင်တာမဟုတ်ဘူးယုံရဲတဲ့သူတွေကအောင်မြင်နေတာယုံရဲတဲ့သူကလှုပ်ရဲတယ်ဗျယုံရဲတဲ့သူကဘာဖြစ်လဲလှုပ်ရဲတယ်ဒါပေမဲ့လောကမှာယုံရဲတဲ့သူတွေကိုလောကမှာအုံနောက်ကြီးတွေကဘာပြောတတ်လဲဆိုတော့ဘာတွေရှောက်လို့နေမှမသိဘူးကွာတဲ့ဒါပေမဲ့သူတို့ကစင်ကျင်ပြီးတော့လှုပ်နေချိန်မှာတို့ကကောက်လုပ်ပလိုက်ကောလုံးလိုက်တော့အမှတက်တေတွေဘာတွေရဆိုသူတို့မနာလို့တာဖြစ်ကောမနာလို့တော့ဖြစ်နေတယ်ဒါပေမဲ့မနာလို့ဖြစ်နေသူတို့လည်းကိုယ်လိုမလုပ်နိုင်တော့ကြာလာတော့ဘာဖြစ်လာလဲရင်ထဲကနေတိတ်တခိုးလေးအားကျနေတယ်။တိတ်တခိုးပေါ်တင်လည်းအားမကျရဲဘူး။ဘာလို့သူတို့ဝေဖန်ထားတဲ့လူသူတို့ထပ်တာနေတော့တိတ်တခိုးလေးသူကအားကျနေ။ရင်ထဲမှာနော်လိုလေးဖြစ်တာနောက်ခဏနေသူကခိုးပြီးတော့တင်ယူတော့မယ်။လှုပ်ဝက်ချက်လေးတွေကိုဖျားเจ้าတော့မလာဘူးပေါ်တင်မလာဘူး။ဘာလို့သူဝေဖန်ထားတာရမ်းများတော့ကြောင့်ဖျားကြောင်းတော့မလာရတော့ तू ဘာလုပ်မလဲဆိုတော့ तू က YouTube နဲ့အသားလေးဖမ်းရှိုးမယ်မသိမသားလေးဖမ်းရှိုးမယ်အသားလေးဖမ်းရှိုးလိုက်ကြည့်တော့မှမသိတာအသားကြည့်တော့ဒါလည်းဟုတ်တော့ဟုတ်ပါလေကွာညာဟုတ်ပါဒါမဲ့ तू ကထိသွားပြီဂျေဇုတော်ကညီကုံမောင်တို့ကျွန်တော်စတင်ပြောရင်လူတွေကကျွန်တော်ရေးလက်တင်းတာဒါမဲ့တစ်နှစ်လောက်ကြာလာရင်သူတို့ကအဲ့မှာသဘောတွေပေါက်သွားတော်တော်များအဲ့လိုဖြစ်နေတာအခုဒီ2024အကုန်လားမှာကျွန်တော်ကြားတာပါလေသိလားကျွန်တော်ရေးလက်တင်းတဲ့လူတွေပဲပြန်လာတောင်းမှနေတာ
ဆရာကိုကျွန်တော် online မှာဆဲခဲ့တာကျွန်တော်ပါကျမပါတွေမျိုးစုံလာနေပြီကျွန်တော်လည်းပြုံးပြုံးလေးနဲ့တီးတဲ့ကြာပြီနော်ဒီလိုဖြစ်မယ်ဆိုတာတီးပြီးသားပဲတီးပြီးသားပဲဟိုကြွားဝါတာလည်းမဟုတ်ပါဘူးဒါမဲ့ကျွန်တော်တီးတယ်ဘာကြောင့်လဲဆိုတော့သူတို့စင်းနေဆိုတာလည်းအပြစ်ပြောလို့မရဘူးသူတို့မှမတီးတာနော်လားသူတို့လည်းကိုသူတို့စိတ်ဆိုးစရာအကြောင်းမရှိဘူးသူတို့လည်းကိုလောက်တီးနေလဲကိုတရားဟောစရာမှမရှိတော့တာမဟုတ်ဘူးလားဟုတ်တယ်တခါတလေကျွန်တော်ရဲ့ဟာလာအောက်မှာအလုပ်လုပ်နေတဲ့သူတွေလောက်တာလဲဘယ်လိုခေါ်မလဲဗျာလွယ်လွယ်လေးကိုခတ်နေတာလေဒါနဲ့ဒီနေ့တော့မှပြောနေတာဒီမှာဆရာလျှောက်တီတို့ဘာလဲကွာလို့ဒီလောက်လွယ်တဲ့ဟာလေးကိုငါအခုရှင်းလိုက်တော့လဲလွယ်လွယ်လေးပဲနော်ပြန်စဉ်းစားလို့မဩအေးလေငါလို့သူတို့တည်နေလဲငါအောက်မှာသူတို့ဘယ်လုပ်တော့မလဲငါလည်းသူတို့ခေါင်းဆောင်ဘယ်ဖြစ်တော့မှာလဲဩသူတို့ငါလုံးနားမလဲလို့ငါလည်းဆရာကြီးတွေပါတယ်လုံးနေတာပေါ့မဟုတ်ဘူးလားဩဒါဆိုပြန်နားလဲပေးရမယ်ဆိုတာဖြစ်သွားပြီဟာလေလုယာဟောသူတို့မှမသိတာဒီလိုပဲဆဲဆိုနေသူတွေကလည်းသူတို့ကမသိလို့ဆဲတာလေဒါမဲ့သူတို့လည်းဂျင်းတဲ့ချက်တဲ့တနေရာရောက်တာဩအဲ့ချိန်ကြရင်ဘာဖြစ်လဲဟာဘိုလာပြောတဲ့စကားလေးอ่ะဘိုလာလို့ခေါ်တာဘိုလာတဲ့တော့မှဘယ်သူကခေါ်တယ်ကျွန်တော်လေဟိုစစ်နီကကျွန်တော်ညီကိုကြီးပေါ့ဆရာရှိန်ဆိုတာစစ်နီကဟိုနေချင်းတင်းဦးဆရာဘိုလာကိုထိသွားပြီလေဘိုလာနည်းနည်းကျွန်တော်ဆွဲထားတဲ့လူတွေရှိတယ်လေ online မှာရေးလဲဆွဲတဲ့ဖွဲ့အခုဘိုလာထိသွားပြီတဲ့ဘိုလာသူကစကားပြောချင်တယ်စကားပြောဖို့ရှက်နေတာခေါ်လိုက်ပါလို့ခေါ်လိုက်သူကအောင်တယ်တော့ပြန်လုပ်ပေးတာဘိုလာထိနေဘာပြောချင်တာလဲဆိုတော့ဖယားရဲ့နှုတ်ကပတ်တော်ရှိလာရင်ဖယားပြောခိုင်းတဲ့စကားတွေအထဲမှာရှိလာရင်ဖယားလှုပ်ခိုင်းတဲ့အလုပ်လုပ်လာရင်ဘယ်သူအားပေးမပေးဘယ်သူလက်ခံလက်မခံconfident အပြည့်ရှိတယ်အာမင်အဲ့ဒါရှိရင်ဘာရှိလဲ confident ဒါဆိုတော့ပြောပြမယ်ကျွန်တော်တင်တစ်ခုခုလှုပ်တော့မယ်ဗျာမတင်မကြမဝွန့်မရဲဘာကြံသေးလဲမတင်မကြမဝွန့်မရဲဖြစ်နေပြီဆိုရင်ဖြစ်နေပြီဆိုရင်မဝွန့်မရဲမတင်မကြဖြစ်နေဘာမလုံးနဲ့မဟုတ်ဘူးမရှင်းလင်းမဲနဲ့လှုပ်တဲ့အလုပ်ကဘယ်တော့မှအောင်မြင်ဘူးကျွန်တော်အများအားပြောတဲ့စကားရှိတယ် when the vision is clear the results will appear ကိုမရှင်းလင်းဖယားသခင်ကတင့်ကိုအရင်ဆုံးဘာမှမလုပ်ခိုင်းနေရှင်းလင်းတဲ့ယူပါယုံအရင်ပေးတယ်ဖယားအလုပ်တစ်ခုလုပ်ပြီဆိုရှင်းတယ်ကျွန်တော်ကတရားတစ်ပုဒ်ဟောတော့မယ်ဆိုရင်ကျွန်တော်ကအထဲကနေအရင်ဆုံးကျွန်တော်အထဲမှာအာကြီးတစ်ခုအမြဲတမ်းဖြစ်တာအာမင်အဲ့ဒီအာကြီးကျွန်တော်ကဘယ်သူဘာပြောကျွန်တော်အာကြီးပါရဟောပြီတကဘာလုံးထိုင်ပြီးတော့ online မှာဆဲနေလဲကျွန်တော်အပြုံးမပြတ်ကျွန်တော်အချိန်အဟုန်နဲ့ဟောပြီဘာကြောင့်လဲဆိုတော့ဘလောက်ပဲလှုပ်သူတို့အချိန်တစ်ခုရောက်လာရင်သူတို့ရဲ့စေးတစ်ခွက်အကောင်းဆုံးစေးတစ်ခွက်ဖြစ်မယ်ဆိုတော့ကျွန်တော်သိပြီးသားဒါပေမဲ့ကျွန်တော်တရားဟောချက်တွေကလွန်ခဲ့တဲ့10နှစ်ကဟာတွေပြန်နားထောင်လို့လွတ်တဲ့အဖွဲ့ရရှိသေးတယ်အခုမှလွတ်တာ10နှစ်ကြာမှလွတ်တဲ့အဖွဲ့တွေရှိတယ်ကျွန်တော်ပြောချင်တယ်ကြောင့်ညီကိုမောင်မတယ်နမိတ်လက္ခဏာတွေဘာတွေဖြစ်တာအကုန်ကောင်းတယ်ဒါမဲ့အမြဲတမ်းမမေ့ရမှာကအခြေခံအကျဆုံးကဖျားစကားကိုသင်ဆွဲလန်းတတ်ခြင်းဖျားစကားကိုယုံတတ်ခြင်းကျွန်တော်တို့ကအခြေခံတွေလွတ်သွားပြီးတော့ကျွန်တော်တို့ကရေးလဲဟိုနမိတ်လက္ခဏာတွေနောက်ဆွတ်ဆက်ပြီးတော့လိုက်ကြတဲ့အဖွဲ့တွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာထက်အရေးကြီးတာကဖျားစကားနဲ့နေတိုင်းပျော်မွေ့တတ်ဖို့ကအရေးကြီးဆုံးပဲဘတ်စကတ်ဘောချန်ပီယံတယောက်ကဘာပြောလဲဆိုတော့
ဘာပြောလဲမဟုတ် basketball champion တယောက်ရဲ့တနေ့တာလှုပ်ရှားမှု interview သွားလုပ်တဲ့လူတယောက်ကမနက်3 နာရီနဲ့စပြီးတော့မှသူကအဲ့ရထတယ်မနက်4 နာရီဆိုရင် basketball ကွင်းထဲရောက်ပြီရောက်တဲ့အခါမှာသူဘာလုပ်လဲဆိုတော့ကြည့်တော့တနာရီခွဲလုံးသူကအဲ့ဒီ basic ကိုပဲသူတလို့လုပ်နေတဲ့ဟာကိုပဲသူကတနာရီခွဲလုံးအဲ့ဒါပဲလုပ်တယ်ဆိုတော့ interview လုပ်တဲ့လူကကြည့်ပြီးတော့မှငါမင်းဘာအစမ်းနေမြန်လုပ်မလဲလို့ငါကြည့်နေတာဒါတကယ်အခြေခံပဲမင်းလုပ်ပြီးတော့ပြန်သွားတယ်ငါဘာအဲ့ဒါနေ့တိုင်းမင်းလုပ်တာဟုတ်တယ်ဒါပဲငါလုပ်တယ်ဒီနေ့တိုင်းအဲ့ဒါမင်းဘာလဲဆိုမှတ်ထားတဲ့ငါကိုဒီလိုမျိုးနမ်အလားဒီလိုမျိုး champion professional တယောက်ဖြစ်လာအောင်ဖြစ်စေတာဒါတဲ့အောင်မြင်သွားတဲ့အပေါ်မှာဟလာဒါကြီးကငါမေ့သွားသည်ရှိတော့ငါကအဲ့ဒီအောင်မြင်မှုကိုဖြစ်စေခဲ့တဲ့အရာငါထပ်မထိန်သိမ်းထားနိုင်ရင်ငါဘယ်တော့မှဆက်ပြီးတော့တက်လာမရှိတော့ငါအောင်မြင်မှုထိန်သိမ်းထားနိုင်ဖို့ basic ကိုငါအမြဲတမ်းပြန်သွားရတယ်တဲ့ကျွန်တော်အရေးကြီးဆုံးဘလောက်ဖျားသခင်တုံကျွန်တော်တို့အရေးကြီးဆုံးကနေ့တိုင်းနှုတ်ကပတ်တော်နဲ့ခလင်းငယ်တယောက်လို့ဖယားသခင်ရဲ့မျက်မှောက်တော်ထဲတိုးဝင်ပြီးတော့မှဖယားနဲ့စကားပြောတတ်ခြင်းအဲ့ဒါအခြေခံပဲအဲ့ဒါဘလောက်ထိကဘာကြော်ပဲခမရကိုဖယားခင်ဘာပဲလို့အဲ့ဒီဖယားနဲ့မနက်တိုင်းအချိန်ယူရဖယားမျက်မှောက်တော်မှာနေတတ်ခြင်းကိုလွတ်သွားလို့မရအောင်ကျွန်တော်ယုံကြည်သူတော်တော်များများအခုကဘာတွေဖြစ်လာလဲဆိုတော့ကမှတကိုးနမိတ်လက္ခဏာတွေပြီးတော့မှအဲ့လိုမျိုးပေါ့နော်အစ်အစမ်းနေပြတာကိုတိတ်လို့ချင်းတယ်ကိုယ်တိုင်လည်းအဲ့ဒါကိုတိတ်လို့ချင်းတယ်ဒါပေမဲ့ပြောပြမယ်ညီကိုမောင်မတို့အဲ့ဒါတွေကလည်းလိုအပ်ပါတယ်အတင်းတော့မလိုအပ်ဘူးကျွန်တော်ပြောလိုအပ်ပါတယ်ဒါပေမဲ့ယုံကြည်သူတွေကအဲ့ဒီမှာသွားပြီးတော့မှပျော်နေရတာမဟုတ်ဘူးမျက်မှောက်တော်မှာပျော်တတ်ရတာလူတွေအများကြီးနဲ့အတူဖယားမျက်မှောက်တော်ထဲမှာပျော်တာမဟုတ်ဘူးတယောက်တည်းတချို့ကဖယားเจ้าမှာလာပျော်တယ်ကောင်းပါတယ်ဒါပေမဲ့ဖယားเจ้าမရှိတော့တဲ့ချိန်မှာကိုဗစ်တွေဖြစ်လဲဖြစ်ကောဖယားเจ้าလည်းသွားလို့မရအောင်အဲ့မှာဖယားမရှိတဲ့ဟာတွေအများကြီးထွက်လာအောင်ဖယားเจ้าမှာမပျော်ခင်ဖယားနဲ့ကိုယ့်ဘာသာအခန်းထဲမှာနှစ်ယောက်တည်းအတူတူပျော်တတ်ဖို့အရေးကြီးတယ်ဒါကြောင့်ဖယားเจ้าမှာပျော်တာထက်ဖယားနဲ့ပျော်တတ်ရင်ဖယားเจ้าမှာရောက်လာတဲ့အခါမှာတင်းအားဖြင့်သူများတွေအများကြီးကောင်းကြီးခံစားဖို့ကြောင်းဖြစ်လာလိမ့်မယ်အရေးကြီးတာလူတွေရှေ့မှာတင်ဖယားကိုချစ်တဲ့ပုံစံပြနေတာထက်တင်နဲ့ဖယားနဲ့အခန်းထဲမှာတူတူနေပြီးတော့အခန်းတကာပိတ်ပြီးတော့မှအဲ့ဒီအခန်းတကာရဲ့နောက်ွယ်မှာတင်ဘာလုပ်နေလဲဆိုတဲ့အရာအချိန်တစ်ခုရောက်တဲ့ခါမှာဘုရားခင်လူတွေရှေ့မှာတင်ကိုထုတ်ဖော်ပြီးတော့ပြသတော့မှာဖြစ်တယ်အာမင်ပို့ဆိုးတာကြောင့်ညီကိုမောင်မတို့ဒီလိုနိုင်ငံမျိုးရောက်လာတဲ့ခါမှာအဖေအမေနဲ့ဝေးကွာပြီးတော့နေရတဲ့သူတွေဟာပို့ပြီးတော့မှကျွန်တော်တို့ကအခွင့်အရေးကြီးတယ်အခွင့်အရေးထူးခြားတဲ့အခွင့်အရေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုဒီအချိန်လေးမှာကိုဖယားနဲ့ဒီလောကနဲ့မပျော်ဘဲနဲ့ဖယားနဲ့ပျော်တတ်ရင်သူများမရဘူးတဲ့မင်္ဂလာတွေတင်ရရှိလိမ့်မယ်ပြောချင်တာသဘောပေါက်လားမသိဘူးကိုမောင်မတို့ဒီစင်ကာပူလိုနေရာမျိုးမှာဗျာပြောချင်တာကိုဘာလှုပ်ဗျာကိုပေါက်ကရလှုပ်လဲဘယ်သူမှမသိဘူးဗျာအေးစစ်စစ်ရှောက်လှုပ်လို့ရတယ်အဖေမေလည်းမရှိအမျိုးဆွေလည်းမရှိအတိုင်းဝိုင်းလည်းမရှိကိုဘာသာကိုလှုပ်ချင်တာလှုပ်လို့ရတယ်ဒါပေမဲ့မှတ်ထားတင်းကိုဘယ်အချိန်ကအကောင်းဆုံးချိန်လဲဆိုကိုလှုပ်ချင်တာလှုပ်နိုင်တဲ့အချိန်မှာလှုပ်တင်တာကိုလှုပ်တဲ့လူကတတ်တာရမ်းမြန်တယ်မရလိုက်မှဆိုလို့ပြန်ပြောမယ်လှုပ်ချင်တာလှုပ်လို့ရတဲ့အခွင့်အရေးရှိတဲ့အချိန်မှာလှုပ်ချင်တာမလှုပ်ပဲနဲ့ဖယားလှုပ်ခိုင်းတာကိုပဲလှုပ်တတ်တဲ့သူဖြစ်လာရင်သူများနဲ့မတူတဲ့ချီးမြှောက်ခြင်းကတင်းရဲ့ life ထဲကိုရောက်လာလိမ့်မယ်ဟုတ်တယ်တင်လှုပ်လို့ရတယ်တင်ဟန်ဆောင်လို့လည်းရတယ်ဒါပေမဲ့အရေးကြီးတာကဖယားကိုသွားbắtလို့မရဘူးဗျာဖယားသွားbắtလို့မရအောင်ဒီဖယားတကယ်အသက်ရှင်နေဖယားကြီးဖြစ်တော့သွားပြီးတော့bắtလို့တော့မရအောင်လူတွေရှေ့မှာတော့တစ်မျိုးလူနောက်ွယ်မှာတစ်မျိုးလုပ်ပြီးတော့မှဟဲ့လားလူတွေလက်ခံတာအရေးမကြီးဘူးဗျာလူတွေလက်ခံတာအရေးမကြီးဘူးလူတွေလက်ခံခြင်းလက်မခံခြင်းတင့်တော့တကယ်အရေးမကြီးဘူးတကယ်ပြောပြစီဒါကြောင့်ကျွန်တော်တို့ကလေကဲ့ရဲ့တာတွေရောပြစ်တင်တာတွေရောရှုံချတဲ့စိတ်ကိုမဝင်စားတာဘာလို့မဝင်စားဘူးလဲဆိုတော့ကျွန်တော်လူတွေချီးမြှောက်တာမဟုတ်ဖယားပဲချီးမြှောက်ခဲ့တာလူတွေလက်ခံလို့လဲကျွန်တော်ကမဲဆန္ဒတွေဆွဲပြီးတော့ကျွန်တော်ကဒီဖယားခင်အသုံးပြုခဲ့တာလည်းမဟုတ်ဘူးမဲဆန္ဒနဲ့လဲမဲဆန္ဒနဲ့ရွေးရင်ဒေးဗစ်လာတော့ဗာမဲဆန္ဒမှရမယ်ကောင်လည်းမဟုတ်ဘူး
အချိုးကမပြေတော့တကယ်ပဲဟိုအပေါ်ရန်ကြောကြည့်လိုက်ရင်ကျွန်တော်ကအချိုးပြေတဲ့ရုပ်မဟုတ်ဘူးရိုက်ပေါက်တယ်အများကြီးရှိတယ်ပြောပုံစိုးပုံကအစစကားပြောတာမသိရင်ပေါ့နော်ဒါပေမဲ့ကျွန်တော်လက်ခံကြတယ်ချစ်ကြတယ်အဖွဲတစ်ဖွဲကဘာကြောင့်လဲလို့ဆိုတော့ဒီတရားဟောချက်နားထောင်တော့သူ့ရဲ့ဘဝမှာတက်တေလေးတွေရှိခဲ့လို့နားထောင်ရတာအဆင်ပြေနေတာတချို့လူတွေဆိုရင်ဆရာဒေးဗစ်လာရဲ့တဲ့ဟိုပြေးဒီပြေးနဲ့မျက်စိတိတ်နောက်တယ်တဲ့ခေါင်းမူးနာပဲကြည့်ရတာအဆင်မပြေဘူးဒါကြောင့်နဲ့ကြောပေးပြီးတော့ကြည့်တယ်တဲ့နားထောင်လို့တော့ရတယ်တဲ့ကြောပေးပြီးတော့နားထောင်ရင်းနဲ့ဖွင့်ပြခြင်းတွေရတယ်ဒါကြောင့်နဲ့နားမထောင်လို့တော့မရအောင်နားထောင်တယ်တဲ့မျက်စိကနောက်လုံးအားကြည့်လို့ဒီဘက်ကြောပေးထားပြီးတော့နားထောင်ရတယ်တဲ့အဖွဲတွေရှိတယ်ဆိုတော့ရှိပါတယ်ညီကောင်မောင်မဒါပေမဲ့လူတွေလက်ခံခြင်းလက်မခံခြင်းပေါ်မှာတော့မရက်တည်နေညီကောင်မောင်မတို့လူတွေလက်မခံတဲ့ပေါ်မှာအရန်နေကြေကွဲဝမ်းနေနေတဲ့အဖွဲတွေလဲအဲ့ဒါမဟုတ်ဘူးနော်အဲ့ဒါတနာစရာကောင်းတဲ့အဖွဲတွေလူတွေလက်ခံမှ तू ကပြောပြီးတော့လူတွေလက်မခံရင်မျက်ရည်တွေကြားပြီးတော့ငိုပြီးတော့သူတို့ကကျမလုံးနေတဲ့အဖွဲတွေအများကြီးရှိတယ်ဒါတွေလုံးစရာမလိုဘူးဖယားချီးမြှောက်ပြီဆိုရင်အံ့ဩစရာကြီးနော်အရေးကြီးတာညီကောင်မောင်မတို့ကျွန်တော်အားပေးရှင်တာဖယားနဲ့ယဉ်နီးအောင်ဒီဆောက်ကြပါကျွန်တော်အားပေးရှင်တယ်ကျွန်တော်လူပြိုဘဝတုန်းကဆိုရင်လူပြိုဒါပြန်သွားကြမယ်လေနော်လဲလူပြိုဘဝမှာဂျေစုတော်တတ်ကလူပြိုဘဝမှာကျွန်တော်ကတနေ့ကိုအနည်းဆုံး2နာရီ3နာရီအနည်းဆုံးတော့ညီကောင်မောင်မ2နာရီ3နာရီကျွန်တော်လုံးဝဖယားနဲ့နေတိုင်းဆွဲတာကျွန်တော်ကနေတိုင်းခန်းထဲမှာကျွန်တော်တကဘာလုံးကောင်းကြီးတွေပေးနေတာကဘာလုံးကောင်းကြီးပေးကျွန်တော်ကျွန်တော်ဆူတောင်းလို့ပျော့တယ်ဗျာအယမ်းပျော့တာအဲ့ဒီအချိန်ကဗျာပြောချင်တာဟိုဖះပဲလောက်တာပါဖះပဲကျွန်တော်အကြီးကျယ်2နိုင်3နိုင်တွေရေးလဲဆူတောင်းလို့ဖះကောင်းကြီးပေးခဲ့တာလည်းမဟုတ်ပါဘူးဒါပေမဲ့ဝိညာဉ်ကိုအားဖြည့်ပေးတာဖះနာမတော်ဖို့လို့ကတရားလမ်းတဲ့သွေးဆောင်တာလည်းဖះပဲအာမင်အဲ့တော့တင်နားလေထားမှာတစ်ခါလေးမှလေတင်ဖះရဲ့ဥဆောင်မှုနောက်ကိုလိုက်တတ်ဖို့ပဲအရေးကြီးတယ်တင်းရဲ့ focus ယေရှုခရစ်တော်ပဲစိတ်ကြည့်တတ်ဖို့အရေးကြီးတယ်ငါဖះတော့အကောင်းဆုံးဆက်ကတ်တဲ့ပုံမှာ2နိုင်3နိုင်ဆူတောင်းတဲ့ပုံမှာငါ့ကိုဖះကောင်းကြီးပေးတာမဟုတ်ဘူးညီကောင်မောင်မတို့အဲ့လိုဖြစ်အောင်လဲတကယ်တော့အဲ့ဒီအရွယ်ဆိုတာကဟိုရှင်းပြောရရင်ရီးစားတွေပါတွေရှောက်ထားပြီးတော့ပျော်ခြင်းပါခြင်းတဲ့အရွယ်လေးဒါလူပြိုဆိုတာသိတယ်မလားဟိုဖြစ်တတ်တဲ့တဘာဝလေးပြောပြတာရင်ထဲမှာရင်ခုန်စရင်ခုန်ပြုတ်ခါစဟာလားဘယ်လိုခေါ်လဲစိတ်လှုပ်ရှားခါစအရွယ်လေးတွေဆိုတာကရှိတယ်နော်တာတော့မဟုတ်လားဒါလေးနဲပါတော့တို့ဒါဟန်ဆောင်မယ်ရင်ထဲမှာရှိတယ်မဟုတ်လားဟိုကိုကြိုက်တဲ့ကောင်မလေးကိုကြိုက်တဲ့ကို type ပေါ့ကွာဖြတ်သွားပြီဆိုရင်သူ့လေးလားမသိဖျားခင်အလိုတော့ဒါမျိုးလေးတွေဖျားเจ้าမှာထိုင်နေတဲ့အတွေးခေါ်လေးတွေကရောက်သွားတာမျိုးလည်းရှိတတ်တယ်ဒါပေမဲ့အော်စရာကောင်းတာကအဲ့ဒီအချိန်မှာအဲ့ဒါမဖြစ်ပဲနဲ့ဘာတွေပဲဖြစ်နေဆိုတော့နှုတ်ကပတ်တော်ကြားမယ်နှုတ်ကပတ်တော်ဘာလဲဆိုတာရေးလဲရင်ခုန်တတ်တဲ့ဗလိုင်းအဲ့ဒီထဲမှာဖြစ်တာအဲ့ဒီဟာဖြစ်ပြီဆိုညီကောင်မောင်တို့ဘယ်အချိန်မှာတင်းရဲ့ live ကတိုးတက်သွားလဲဆိုရင်တင်းသိလားမသိဘူးဖယားစကားကိုအယတာရှိတယ်လို့သိသွားတဲ့နေ့ဟာတင်းရဲ့ဘဝစတင်ပြီးတော့မှတိုးတက်လာတဲ့နေ့ပဲဟာလေလုယာဖယားစကားကအတိတ်ပဲရှိလိုက်တာလို့မပြောဘူးနော်ဖယားစကားအယတာရှိလိုက်တာဆိုတဲ့အဆင့်တက်လှမ်းသွားပြီဆိုရင်တော့တင်းတော်တော်ဟုတ်နေပြီဒါဆိုတော့တင်းလမ်းကြောင်းလေးတစ်ခုပေါ်တော်တော်ရောက်နေပြီလို့ပြောလို့ရတယ်ဒါကြောင့်အဲ့ဒါလေဖျားပဲလှုပ်သွားတာဒါပေမဲ့ကျွန်တော်နားလည်အောင်ပြောပြမယ်ခရိယာတတ်တာဆိုတာလုံနေသေးရင်တော့တင်တစ်ခုပဲလိုတယ်ကိုတော့ဆွဲခေါ်ဖို့လိုအပ်နေပြီလုံနေတဲ့အဆင့်ဆိုတာဘာလဲဆိုတော့ကျွန်တော်ကြိုးစားဆူတောင်းနေတယ်ဆိုရင်ကြိုးစားဆူတောင်းနေကြိုးစားစံစာဖတ်နေဆိုရင်မဟုတ်သေးဘူးဗျာမဟုတ်သေးဘူးဒါဆိုတင်ပါလို့လိုအပ်နေပြီထင်လဲတင်ပါလိုအပ်နေပြီထင်လဲတင်ဝိညာဉ်တော်ရဲ့တို့ထီချင်းတကယ်လိုအပ်နေပြီနားလည်အောင်ပြောပြမယ်နော်ညီကောင်မောင်မတို့တင်စံစာကြိုးစားစံစာဖတ်တယ်ကြိုးစားဆူတောင်းနေရတယ်ဆိုရင်တင်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းတကယ်လိုအပ်နေပြီဝိညာဉ်တော်ရဲ့တို့ထီချင်းတကယ်လိုအပ်နေပြီဆိုတော့တကယ်ဝိညာဉ်တော်ကတင့်စီမှာအလုတ်လောက်လာရင်ထူးခြားတဲ့အခုကဘာလို့ထင်လဲညီကောင်မောင်မတို့တင်စံစာဖတ်ကိုဖတ်ချင်လာတာကျမ်းစာဖတ်ခြင်းနဲ့စိတ်အရာပြင်းပြလာတာဟလာအချိန်အားပြီဆိုတာနဲ့ဘာလို့ပြီလဲကျမ်းစာဖတ်ခြင်းပြီ
ကျန်းစာလေးတွေမှတ်ထားပြီပြီးတော့စာရွက်တရွက်မဟုတ်နဲ့စာအုပ်တအုပ်ပြီးတော့ဘေးနားမှာရေးချင်ပြီဒီနှုတ်ကပတ်တော်ကိုစာငတ်ခြင်းမရှိတော့ဘူးဆိုရင်တင်ဝိညာဉ်တော်နဲ့တင်ပြန်ပြီးတော့မှတင်နှစ်ပန်းလုံးတော့နှစ်ပန်းလုံးတော့မရတော့ဘူးဘာလို့တင်စာငတ်ခြင်းမရှိတဲ့တတ်တာကြီးထွားခြင်းလည်းရှိတော့မှာမဟုတ်ချင်းသေးတယ်ကျွန်တော်တို့ဆရာခွာပီတို့ကဒီခန္ဓာကိုယ်လေးကဖုံဖုံဖြူဖြူဖြစ်တယ်ဆိုတာကသူတို့မှာစာငတ်ခြင်းရှိလို့စာငတ်ခြင်းရှိလို့ဒါသူတို့ခုနခုံထားတဲ့အတွက်ကြောင့်အစည်းအဝေးပြီးသွားပြီဆိုရင်သူတို့မှာစာငတ်ခြင်းလေးတွေထပ်ရှိတယ်ဒါနည်းနည်းပြန်ဆွဲမအောင်ရမှာစံပြုတ်လေးပါလေးပေါ်တော့မဟုတ်ရင်လေတခုခုပေါ့ဒင်နာလေးပါလေးမဟုတ်လားဒင်နာမဟုတ်လည်းစပ်ပါလေးတခုခုပေါ့ဒါမရှိလို့ဖားစံပြုတ်လေးပါလေးဆိုတာလာပြီတော့ဒီလိုမျိုးလာပြီလိုမျိုးရှိတယ်ပြောချင်တာစာငတ်ခြင်းကဘာဖြစ်စေလဲကြီးထွားစေတယ်ကြီးထွားစေတယ်စာငတ်ခြင်းကကြီးထွားစေတယ်နော်ဆိုတော့ဘာပြောချင်တာလဲဆိုတော့ကျွန်တော်ဝိညာဉ်တက်တာမှာလဲစာငတ်ခြင်းကကျွန်တော်တို့တကယ်ကြီးထွားစေတာဖြစ်တယ်အာမင်ဆိုတော့ဒါဆိုရင်တခုညီကောင်မောင်မတို့တင်းဝိညာဉ်ရဲ့အခြေအနေကိုတင်သိချင်းတင်းတကယ်စာငတ်ရဲ့လားလို့ပြန်စမ်းစစ်ဖို့အရေးကြီးတယ်တင်ဖျားစကားကိုစူးစမ်းပြီးတော့ဖတ်နေရတယ်ဖျားစကားကိုစူးစမ်းပြီးတော့နားထောင်နေရတယ်စုစူးစမ်းတောင်းနေရတယ်ဆိုရင်တင်းတို့ဇနီးမောင်နှံကိုဇနီးမောင်နှံရှိတယ်ဆိုပါစို့ဆရာကင်းပေါင်ကနေပြီးတော့ဆရာမနွမ်းနွမ်းစူးစမ်းပြီးအချိန်ပေးနေရတယ်စူးစမ်းပြီးချစ်နေရတယ်စူးစမ်းပြီးတော့နားနေရတယ်ဆိုရင်ဒါတိတ်မဟုတ်တော့ဘူးအခုကအဲ့လိုမဟုတ်ဘူးဆရာကင်းပေါင်လူတွေရှိမှတော့ तू တီတီနေပြီမဲ့လင်းလစ်တယ်လို့ဆရာမနွမ်းနွမ်း तू နားမှာပဲနားမှာပဲဧည့်သည်တွေကလည်းများတော့လေ तू ကနားတဲ့အချိန်ရှိချင်မှလည်းရှိဒါပေမဲ့လင်းလစ်တယ်လို့ तू နားမှာပဲပြောချင်တာကဆိုတော့စူးစမ်းပြီးတော့နားနေတာမဟုတ်ဘူးစူးစမ်းပြီးချစ်တာမဟုတ် तू ချစ်ကိုချစ်တာထဲမှာခင်ဗျချစ်တယ်ဆိုတာစူးစမ်းစရာလို့လားလို့တကယ်ချစ်လိုက်ရင်တာစီလိုမရနိုင်တာအချစ်အဲ့လိုလားဆိုတော့စူးစမ်းစရာမလိုအချစ်လိုက်ရင်ဘာဖြစ်လဲတာစီလိုမရတော့ဘူးအဲ့ကမှဘာဖြစ်လာလဲကိုချစ်လာပြီဆိုရင်ဘာဖြစ်လဲရင်ထဲမှာတိုင်းထားလို့မရတဲ့ခါမှာဘာဖြစ်လဲဖွင့်ပြောတာတွေဖြစ်လာပေါက်ကွဲတန်စင်တွေထွက်လာ very good ငါသားလေး dynamite ဆိုစူးစမ်းချစ်တယ်ဆိုတာမဟုတ်ဘူးဖယားကိုစူးစမ်းချစ်တယ်ဆိုတာနင်ဘာသာရေးအဲ့ဒါ that's right အော်ကိုအချိန်လေးမှကိုတိလာမယ်တဖြည်းဖြည်းနဲ့ဝိညာဉ်တော်မဆပါစေစူးစမ်းပြီးတော့ခရိယံမို့လို့ဖယားเจ้าတက်နေရတာဆိုရင်အဲ့ဒါခမရသွားပြီစူးစမ်းနေတဲ့ဟာတွေမဟုတ်ဘူးညီကိုမောင်မတို့ရဲ့ဖျားကောင်းကြီးကိုစူးစမ်းယူနေရတယ်ဆိုလည်းမဟုတ်တော့ပြန်ဘူးဖျားကောင်းကြီးကိုဗာလဲစူးစမ်းပြီးတော့ဖျားကောင်းကြီးကိုစူးစမ်းယူလို့မရဘူးဖျားပေးထားတာကြာပြီအာမင်လွန်ခဲ့တဲ့နှစ်2000ကပေးထားတဲ့အရာစူးစမ်းပြီးတော့ဘယ်မှာယူနေမသိလမ်းမားနေတယ်ဒီနေ့အထိလမ်းမတော့မရောက်နိုင်ဘူး no အာဗြဟံပေးတဲ့ကောင်းကြီးတိုင်းတို့ကိုဖခင်ပေးထားပြီးသားဘသူအဖြစ်လဲယေရှုခရစ်အဖြစ်ပေးထားပြီးသားဒါကြောင့်ကျွန်တော်တို့ရှင်းပဲတင်းလက်ထဲမှာပတ်စံတပြားမရှိနေပါစေတင်းယေရှုတကယ်ရပြီဆိုရင်စိတ်ချလက်တော့တင်းအကျွယ်ဝဆုံးလူပဲလောကမှာဟာလေလုယာမရမှာဆိုလို့ပြန်ပြောမယ်ဆရာတို့ကျွန်မတဲ့ယေရှုရတာပဲဆရာရဲတဲ့ဒါပေမဲ့ဘာလို့ဆင်းရဲတာလဲမသိဘူးတဲ့တင်းယေရှုကိုရတာနည်းနည်းပြန်ဆန်းစစ်ဖို့လိုအပ်တယ်အဲ့ဒါဆိုရင်တော့ကျွန်တော်ယေရှုကတော့အဲ့လိုမဟုတ်ဘူးဟုတ်တယ်ကျွန်တော်ယေရှုကိုရတယ်ဗျဒါပေမဲ့ဘာဖြစ်လဲတဲ့မိတ္တဟာယမရှိတဲ့ခါမှာဖွင့်ပြခြင်းမရှိဘူးကျွန်တော်ရှင်းလေးပြောပြမယ်ဒါကျွန်တော်ရဲ့ live ပဲဒါကျွန်တော်ယေရှုကိုရတယ်ဗျဒါပေမဲ့ကျွန်တော်မိတ္တဟာယမရှိဘူးဖျားเจ้าမှာတော့ကျွန်တော်ပြောတယ်ဒါပေမဲ့အိမ်ပြန်ရောက်ရင်ကျွန်တော်ဖျားနဲ့ကိုးကွယ်ရတယ်ဆိုတော့ဝိจิတန်းကြီးတွေပဲလုတ်ခဲ့တဲ့ချိန်တွေအများကြီးပဲအဲ့တော့ကျွန်တော်ရုပ်ကဘာရုပ်မှမပေါက်ဘူးမပေါက်ဘူးညီကိုမောင်မတို့ပြောချင်တာ live ကသူများကြည့်ပြီးတော့ကိုယ်ကြည့်ပြီးတော့ဘာမှခွန်အားမရတဲ့ရုပ်ဗျာဘာပဲဖြစ်ဖြစ်အခုကျွန်တော်တရားဟောပွဲဒီမှာလူတွေလာနာထောင်ကြတယ်လေဒါနည်းနည်းရုပ်ပေါက်နေလို့ပေါ့အာမင်ဟောမလားဘုရားခင်ကျေးဇူးတော်ကြောင့်လေ
ခွန်အားတွေရတဲ့အဖွဲ့တွေရှိတယ်လေတရားနားထောင်တဲ့အဖွဲ့တွေရှိတယ်လေအမေအွန်လိုင်းမှာနားထောင်တဲ့လူလည်းတော်တော်များတာနော်ကျေးဇူးတော်ကြောင့်ဒါကျေးဇူးတော်ကြောင့်ကျွန်တော်မစိုးဘူးပေါ့ဗျာမစိုးဘူးပေါ့ဗျာအနေထားတစ်ခုပေါ့ဗျာကျေးဇူးတော်ကြောင့်ဒါလည်းခင်ဗျာစဉ်းစားကြည့်ဗျာဒီလောက်ထိရှည်ရှည်ဟောတဲ့လူကိုနားထောင်တယ်ဆိုတာဖျားမှမလုပ်ရင်လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်တယ်မလားနည်းနည်းတိုးတိုးလဲဟောတာမဟုတ်ဘူးကျွန်တော်ဟောရှေးကြီးပဲပြီးတော့လဲငြိမ်လဲဟောတာမဟုတ်အော်လဲအော်ဆိုတုံးဆင်မပြေပါဘူးဒါမဲ့တော့ကျွန်တော်အားပေးချင်တာလေအားပေးချင်တာကအမခံချင်တာကျွန်တော်ကဖျားတာမလုပ်ရင်ကျွန်တော်ကမဟောပြောတတ်တဲ့လူနော်ဟာဆရာလဲရှောက်ပြောမနေတကယ်ပြောနေတာကျွန်တော်မဟောတတ်ဘူးဘယ်သူမှမသိဘူးကျွန်တော်ကဝိညာဉ်တော်ကိုပဲအားကိုးရစင်ပေါ်တက်ခဲ့ရတယ်အာမင်တကယ်ပြောတာဟိုဇက်နာအောင်လုပ်ပြနာလည်းမဟုတ်ပါဘူးရုပ်ရှင်ဆိုတာလေဇက်လန်းကောင်းလာဖို့ဇက်နာတဲ့အရင်ဆုံးအဲ့လိုလေရုပ်ရှင်လာရိုက်ပြနာလည်းမဟုတ်ဘူးကျွန်တော်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ယေရှုမြင်တဲ့အမြင်မှန်သွားတာဟာလေလုယာအာမင်ကျွန်တော်သိထားတဲ့ယေရှုကဟိုးတော့ကကျွန်တော်အဖေအမေတွေပြောတဲ့ဟိုဆရာတွေပြောတဲ့ယေရှုမဟုတ်ဘူးဗျာဟိုးတော့ကယေရှုကကျွန်တော်သိထားတဲ့ယေရှုကသူများတွေမိတ်ဆက်ပေးတဲ့ယေရှုကျွန်တော်ယဉ်နီးသွားတဲ့ယေရှုကအဲ့လိုမဟုတ်ဘူးဟိုးတော့သူများမိတ်ဆက်ပေးတဲ့ယေရှုကြတော့နည်းနည်းမှားရင်ရိုက်မယ်လို့ထင်ထားတဲ့ယေရှုသိရမလား sorry လဲပြောရတာမနေဘူးတခုမှတော့ sorry နော်ကိုတော့ sorry နော် sorry နော်ကိုတော့ sorry နော်ကိုတော့မြေဒီပါကြာသေးတာပြီးတော့ဘာတမလည်းမကြောက်ဘူးဒါပေမဲ့စိတ်ထင်နေပဲဖျက်ခင်ငေါခွင့်လို့ပါပြီဟာလေလုယာဒီလိုပြန်လှုပ်တဲ့အခွင့်တွေဘာအထင်နဲ့ပဲရှောက်သွားနေကြတာတော်တော်များများကျွန်တော်တို့ကအဲ့လိုမျိုးလိတ်ခဲ့တာတစ်ဖက်သက်အချစ်ပေါ့ဗျာတိတ်ချစ်လို့ဘာလို့တကယ်လည်းချစ်တာလည်းမဟုတ်လင်းလေးတော့ပေါက်ကြရပဲရှောက်လို့ခဲ့တာဒါအမှန်ကန်ပြောတာကျွန်တော်တို့တကယ်ဒါမဲ့တကယ်ရင်းနှီးလာတဲ့အခါမှာကျတော့ကျွန်တော်သိသွားတဲ့ယေရှုဟာချစ်စရာအရန်ကောင်းတယ်အာမင်ဒါနဲ့ကျွန်တော်သူ့ကိုမရင်းနှီးခင်ကျမ်းစာဖတ်တဲ့အမြင်နဲ့သူ့နဲ့ရင်းနှီးသွားပြီးတော့ဖတ်တဲ့အမြင်ကြတော့အရန်ကွာသွားပြီအာမင်အရန်ကွာသွားပြီးတော့ဖွင့်ပြချင်းနေရလဲအရန်ကွာသွားတယ်အဲ့ဒီခါကျတော့ဘာဖြစ်သွားဆိုအော်ငါငမွဲမှမဟုတ်တာဆိုအဲ့မှမြင်သွားအာမင်မြင်သွားအောင်အာမင်အော်ပြီးတော့မနောက်ကထပ်အော်ငါဘာစိုးရင်ရတော့မှလဲအော်ငါနဲ့ဘုရားခင်ရှိမှတော့ငါဘာစိုးရင်ရမှလဲအာမင်ဆိုတော့မြင်သွားပြီမြင်သွားပုံစံပြောင်းသွားပြီပုံစံပြောင်းသွားပြီဟာငါကျမ်းပါလားရှာပြီလေယောဂါဒီမှာရှိစရာမဟုတ်ယောဂါလက်ဝါးကတ်တိုင်မှာပြီးသွားတဲ့ကိစ္စဘာလဲကျမ်းစာဖိုင်နဲ့တယောက်တည်းအခန်းထဲမှာရေလက်ထားတွေအော်ဟိုဘက်တွေပြန်ကြည့်တာတကားလေးတော့ပိတ်လိုက်တယ်ဝင်မကောင်းဆိုသူများဝင်လိုက်မကောင်းဆိုအမတယောက်တည်းခန်းထဲမှာဖြစ်နေတဲ့ဟာတွေဘယ်သူမှမသိလိုက်ဘူးဒါမဲ့အမတိသွားတဲ့အရာပါဆိုရင်းနှီးပြီးတော့ဖတ်တဲ့ဟာမှာကြတော့ယေရှုမြင်တဲ့ပုံစံပြောင်းသွားပြီဟိုတော့ကျမ်းစာဖတ်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုဖတ်လဲဆိုတဲ့အခါမှာကိုဘာလုပ်ရမလဲဆိုတဲ့စိတ်နဲ့ဖတ်တာကိုဘာလုပ်ရမလဲဆိုတဲ့စိတ်နဲ့ရေးလဲဖတ်တာလုပ်ရမယ့် line နဲ့ရေးလဲလျှောက်တာဒါပေမဲ့အခုကျတော့လုပ်ရမယ့် line ကိုလိုက်ရှာတော့မတွေ့တော့ဘူးယေရှုလုပ်ပေးခဲ့တာကြီးပဲတွေ့နေတော့ဟာလေလုယာယေရှုလုပ်ပေးခဲ့တာကြီးပဲတွေ့နေတာယေရှုလုပ်ပေးခဲ့တာကြီးပဲတွေ့တယ်ကမှာဝေါပြီးသွားပြီပြီးသွားပြီဘာလို့ယေရှုကပြီးသွားပြီဆိုတာကိုတို့ကit is finished တဲ့ယေရှုကပြောလိုက်ပြီတို့ကဘာလုပ်လဲ to be continued တဲ့တို့ပြန်သွားနာဆက်ရရှိသေးတယ်တဲ့မင်းမပြီးသေးဘူးလေလှုပ်တဲ့အဖွဲ့ရှိတယ်အဲ့ဒါနဲ့တို့လည်းစူးစမ်းချင်းလူငယ်အတင်းထဲမှာပါလိုက်သေးတယ်တို့ဟာ CE ဆိုတာတို့ပါလိုက်သေးတယ်ဆရာတို့ပါဘူးလားဆရာ CE ဟမ်လူငယ်ပါလဲလူငယ်စူးစမ်းချင်းလူငယ်အတင်းအဖွဲ့တွေမှာဆရာဥက္ကဋ္ဌတော်လုပ်ဘူးလားမသိဘူးဟုတ်တယ်ဟမ်ဆရာတို့ CA တို့က CE တို့က CA နာမည်ပြောင်းသွားတယ်ဒါပေမဲ့အဖွဲ့ကအတူတူပဲအဲ့ဒီ CA တွေ CE တွေအားလုံးဘာလို့လဲလင့်အရက်တောက်တဲ့အဖွဲ့တွေများတယ်ဟုတ်လားမသိဆရာခိုင်ရဲ့ဟုတ်တယ်နော်လင့်တို့တွေကြွေးနာယေရှုနဲ့မတွေ့မချင်းဟာယေရှုအကြောင်းတော့ပြောနေဒါပေမဲ့ယေရှုနဲ့မရင်းနှီးကြတဲ့အခါမှာတို့စံစာဖတ်လဲပဲတလွဲတွေပဲဖတ်နေတာတို့စူးစမ်းတော့ဖတ်တယ်ဘာတွေဖတ်ခဲ့မှမသိဘူး
ဒါမဲ့တို့ကတစ်နှစ်တစ်ခါစာအုပ်တအုပ်ပြီးသွားရင်လက်ဆောင်ရတယ်ဒီအတွက်ကြောင့်ဖတ်ခဲ့တယ်ပြီးတော့ဂုံရှိတယ်ကျမ်းစာဖတ်ပြီးတော့ဂုံရှိတယ်သွားလိန်လို့လည်းမရဘူးလေဆရာလည်းပြောထားတယ်လိန်လို့တော့မရအောင်တော့ဘုရားဖေလူကိုလိန်တာတဲ့ဘုရားကိုလိန်တာမကောင်းဘူးအညာဆိုတော့ကိုယ်လည်းချင်းချောက်ခံတာတော့ကိုယ်လည်းမပြီးဘူးဆိုမပြီးဘူးပေါ့ဒါလေးငြိမ်းနေတယ်သူများဆုတက်ယူရင်ကိုယ်ကကြည့်ယူတော့အားကြဒါပေမဲ့ဆုတက်ယူရတဲ့ထဲမှာကြည်လဲကြည်လောက်အရက်သမားလဲပါဟာအရက်သမားတော့ဟာဒီငါတက်တာနေပါလားဆိုရေးလဲပြန်ဖတ်ရတယ်ဆိုတော့ပြောချင်တာဒီကောင်ကရက်လဲတောက်တယ်ကျန်းစာလဲရေးလဲဖတ်တယ်ဒါပေမဲ့မလွတ်မြောက်ဘူးတလားအော်ဆရာကောင်းတာတော့ညီကောင်မဘာလို့မလွတ်မြောက်လဲဆိုရှင်းရှင်းလေးပဲသူကကျန်းစာပဲဖတ်တာသူကဝိညာဉ်တော်နဲ့မထိတွေ့ထားတော့ဝိညာဉ်တော်နဲ့မယဉ်နီးထားတော့သူကဘာမှမသိဘူးသူကဘာမှမသိဘူး Where the spirit of the Lord is there is a liberty there ခင်ဗျာကျွန်တော်အားပေးရတယ်နော်ဝိညာဉ်တော်တကယ်နေရာပေးတဲ့နေရာမှာခင်ဗျာတောက်ဆန်လာစားတောက်လာတောက်ကြပြီးတော့လာဒီမှာလွတ်ကိုလွတ်ရမယ်အမခံရတယ်အေးအဲ့ဒီအယက်သမားအပါအတိုင်းဖျားကြောင်တတ်တယ်မလွတ်မြောက်ဘူးဆိုအဲ့ဒီနေရာဝိညာဉ်တော်နေရာမပေးတဲ့နေရာပဲအမခံရတယ်ဝိညာဉ်တော်တကယ်အခွင့်ပေးတဲ့နေရာမှာတောက်ချင်တာတော့တောက်ချင်တဲ့စိတ်မရှိအောင်ဖျားကအကုန်ပြောင်းပြန်လှန်ပြတဲ့ဖျားဖြစ်တယ်ခင်ဗျားတို့မိန်းမတွေယောက်ျားတွေမလွတ်မြောက်ဘူးမလားခေါ်လာခဲ့အပတ်တိုင်းတော့ပုံမှန်ခေါ်လာဝိညာဉ်တော်ကသာအခွင့်ပေးကျွန်တော်အလောက်ကဒါပဲကျွန်တော်ကဒါပဲဝိညာဉ်တော်အခွင့်ပေးလို့အတင်းတော်မှာဝိညာဉ်တော်အခွင့်မပေးဘဲနဲ့ဘာသာရေးထုံးတမ်းစင်လာတလေးရာအစီအစဉ်တွေလုပ်နေကျွန်တော်မကြောက်ကျွန်တော်အကုန်လုံးပြောင်းပြစ်တာကျွန်တော်ကလုပ်လေလုပ်ကျွန်တော်တော့မကြိုက်အစီအစဉ်တွေလုပ်နာကြားပြီလေခစ်တရားကြားပြီလေဘယ်သူမှလည်းမပြောင်းလဲဘူးလေတရားတွေနားထောင်တာမရဘူးတချင်းဆိုရင်လည်းဆိုမယ်ကရင်လည်းကမယ်ခုံရင်လည်းခုံမယ်ဟာမလားတရားဟောနေနေတချင်းကောက်ဆိုလဲဆိုခိုင်းမှာပဲမဟုတ်လားဆရာခုံရင်လည်းခုံမယ်ခုံပြီးသွားလို့ပြန်ထိုင်ခိုင်းရင်လည်းတရားပြန်ဟောရင်လည်းဟောမှာပဲပြီးထင်လို့ပြန်ဖို့မစင်စားနဲ့ပြန်ဟောမှာပဲဒီလိုမျိုးတွေကြွေးမှာလေဒီလိုမျိုးတွေလုံရင်လုံမှာပဲအရေးကြီးတာမလွတ်မြောက်မချင်းဆွဲမှာပဲတို့ကတော့ဘာဖြစ်လဲမလွတ်မြောက်ချင်းဝိညာဉ်တော်နေရာပေးမှာပဲလွတ်မြောက်စေတာတို့တရားဟောချက်တွေမဟုတ်လွတ်မြောက်စေတာဝိညာဉ်တော်ကတို့လွတ်မြောက်စေတာတရားဟောချက်ကလွတ်မြောက်စေတာမဟုတ်ဘူးဟာလေလုယာတရားဘလောက်ဟောဝိညာဉ်တော်မမဆိုင်တရားဟောချက်ဘယ်သူမှနားမလဲဘူးနားတော့ထောင်သွားတာပဲနားကိုမလဲတာဝိညာဉ်တော်မလို့ရင်ဟောဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်ညီကိုမောင်မတွေကိုကျွန်တော်အားပေးခြင်းနဲ့ဘာလဲဆိုတော့ဝိညာဉ်တော်ရဲ့တို့ထီမှုကိုတင်မရဘူးသေးဘူးဆိုရင်တင်ဆာငတ်ပါလို့ကျွန်တော်ပြောပြချင်ပါတယ်ဟာလေလုယာဘာကြောင့်လဲဆိုတော့တင်ဝိညာဉ်တော်ရဲ့တို့ထီခြင်းမရရင်တင်ဘာသာထဲမှာရှိနေတော့မယ် still ဘာသာထဲမှာရှိတော့ကြောင့်တင်စူးစမ်းပြီးတော့ဆူတောင်းရလိမ့်မယ်စူးစမ်းပြီးကျမ်းစာဖတ်ရလိမ့်မယ်စူးစမ်းပြီးတော့တင်ဖျားထံသို့တိုးဝင်ရလိမ့်မယ်ဒါကြောင့်တင်ဆူတောင်းတာတနာရီဆိုတင်အရန်ကြပြီတင်အတွက်နေတဝက်ဆူတောင်းတယ်ဆိုတာကတင်တော်တော်လေးခက်ခဲလိမ့်မယ်ဘာလို့ဆိုတော့တင်စူးစမ်းနေရလို့စူးစမ်းတဲ့ခရိယာမှာဖြစ်စေခြင်းဘူးတစ်ချက်လေးကြည့်အောင်ကျွန်တော်ပြမယ်ကြောညီကိုမောင်မတော်စာလံ23ခုမြောက်သောစာလံလေးအားလုံးနဲ့တည်တယ်ကြည်စရာတော့မလိုတော့ဟုတ်တယ်မလားဒါအရန်ကျွမ်းနေပြီဒါတွေကတရက်ကြောက်ရင်ရွတ်နေကြဆိုတော့โอเคချွတ်ဆိုမြထားပဲငါတို့ငါဆင်းဆင်းဆက်တော်မင်းနာပဲချွတ်ဆိုနဲ့သူကြောက်ပြီကြောက်ရင်ငါဝိညာဉ်အဖြစ်နာမတော်ဖွင့်တရားနဲ့သွေးဆောင်ကြောက်ရင်သူအော်မယ်ဆိုတော့မကြည့်ထာဝရဘုရားသည်ငါဤတိုးထိန်ဖြစ်တော်မူတယ်ငါသည်ဆင်းရဲဆာရအောင်အမှထာဝရသည်ငါတိုးထိန်ဖြစ်တယ်ငါရဲ့တိုးထိန်ဒါဝိမင်းကြီးကတော့ထာဝရသည်ငါရဲ့တိုးထိန်လို့ပြောတယ်ဒါပေမဲ့ယောဟန်ခန်းကြီး30ကိုရောက်လာတဲ့အခါမှာယောဟန်ခန်းကြီး30ကိုခဏလေးကြည့်အောင်ညီကောင်မောင်မတော်ယောဟန်ခန်းကြီး30အငယ်17လောက်နေစကြည့်အောင်ငါသည်ကောင်းသောတိုးထိန်လည်းဖြစ်ရငါသည်ဘာဖြစ်လဲကောင်းသောတိုးထိန်လည်းဖြစ်ထာဖျားသည်ငါဤတိုးထိန်လို့ပြောတယ်အခုကတော့ယေရှုကိုယ်တိုင်ဘာပြောလဲငါဟာကောင်းသောတိုးထိန်လည်းဖြစ်ကောင်းသောတိုးထိန်ဆိုအဓိပ္ပာယ်ရပါလဲ
ကောင်းသောတိုးထိန်ဆိုတာဘာလဲတဲ့ဆက်သွားပြီဘာလဲငါဒီကောင်းသောတိုးထိန်လည်းဖြစ်၏ ကောင်းသောတိုးထိန်သည်တိုးတို့အဖို့လို့ငါမိမိအသက်ကိုစွန့်တယ် ဟာလေလုယာမိမိအသက်ကိုဘာလုပ်လဲ စွန့်တယ် စွန့်တယ်တဲ့မိမိအသက်ကိုစွန့်တယ်မင်းထီးစရာမလိုဘူးငါကမင်းအတွက်အသက်စွန့်တယ်ဖေဟာဟာလေလုယာဆိုတော့ညီကိုမောင်မအဲ့ဒီကောင်းသောတိုးထိန်ရဲ့လှုပ်ဆောင်ပေးခဲ့တဲ့အရာကိုတင်သဘောပေါက်သွားရင်တင်လုံချုံတယ်လုံလောက်တယ်လုံချုံတယ်မကဘာဖြစ်လဲလုံချုံတယ်လုံလောက်တယ်လုံချုံတယ်လုံလောက်တယ်ကောင်းသောတိုးထိန်ဒီတိုးတို့ဖို့လုံကအသက်ကိုဆိုရင်ဆက်သွား သိုးများကိုပိုင်တော်တိုးထိန်မဟုတ်သူငါဖြစ်တော်သူမူကားတောခွေးလာသည်ကိုမြင်လင်တိုးတို့ကိုပြစ်ထား၍ထွက်ပြေးတတ်၏ တော့ခွေးသည်လဲ တောခွေးသည်လည်းတိုးတို့ကိုလူရ၍ကွဲလွင့်စေ မကြည့်ကျွန်တော်ပြပြမယ်ကြောင်းညီကိုမောင်မတော့ယေရှုခရစ်တော်ကျွန်တော်တို့ရဲ့တိုးထိန်မဲ့မဟုတ်ပါလဲကောင်းသောတိုးထိန်ကောင်းသောတိုးထိန်ကြီးဖြစ်တဲ့အတွက်ကြောင့်တင့်ကိုဘယ်တော့မှအဆုံးရှုံးမခံစေတဲ့တိုးထိန်ဖြစ်တယ်တင့်ကိုအမြဲတမ်းဂရုစိုက်တဲ့တိုးထိန်ဖြစ်တယ်အာမင်ဆိုတော့တင့်ရဲ့ focus ကဘယ်သူမှရှိရမှာလဲအခုကောင်းသောတိုးထိန်ဖြစ်တဲ့ယေရှုပဲ focus လုပ်ကြပါအာမင်ငါဖယားအတွက်အကောင်းဆုံးလုပ်မယ်ဆိုတဲ့အတွေးခေါ်ရက်လိုက်ပါဒါပေမဲ့ယေရှုခရစ်တော်ကငါအတွက်အကောင်းဆုံးဒီမှာညီကောင်မတို့ကျွန်တော်နားလည်အောင်ပြောမယ်ဖယားအတွက်ငါအကောင်းဆုံးလုပ်မယ်ဆိုတဲ့လူကတစ်နေ့တစ်ချိန်ရောက်လာရင် तू စိတ်တက်ကြသွားလိမ့်မယ်ဥပမာဒီဖယားเจ้าမှာရှိတဲ့သူတွေထဲမှာလူငယ်တွေထဲမှာငါဖယားအတွက်အကောင်းဆုံးငါဆက်ကမယ်ဆိုတော့ဖယားเจ้าမှာဆက်ကကြတယ်ဒါပေမဲ့သူ့ကိုဘသူမှအတိမပြုတ်လာဘူးနေရာမှာပေးလာတာကြာလာရင် तू ဘာဖြစ်တော့မယ်ထင်တယ်အချိန်တစ်ခုရောက်လာရင်စိတ်တက်ကြလာလေစိတ်ပြက်လာလိမ့်မယ်ဘာလို့ဆိုတော့သူ့ရဲ့ focus ကကောင်းသောတိုးထိန်မှမရှိလို့ဘုရားเจ้าမှာတတိထားတင်စက္ကတ်တာတိုးထိန်ကိုကြည့်ပြီးတော့စက္ကတ်နေတာပဲဖြစ်ရမယ်တိုးထိန်ကိုကြည့်ပြီးတော့မှတင်ပါဝင်နေတာပဲဖြစ်ရမယ်တိုးထိန်ကြီးကိုပဲတင် focus လုပ်နေတော့အတ္တဖြစ်ဖို့အရေးကြီးတယ်တင်ဘုရားတင်အပေါ်မှာဘလောက်ကောင်းမြတ်တာလဲဆိုတာတင်မသိပဲနဲ့တင်အကောင်းဆုံးလုပ်နေရင်တင်အန္တရာယ်များတယ်မှတ်ထားကြောညီကိုမောင်မတော့ဖယားကိုကြိုးစားချစ်တာတဲ့ဖယားတင့်ကိုဘလောက်ချစ်လဲဆိုတာတင်သိသွားရင်ဖယားကိုကြိုးစားချစ်တာတဲ့ဖယားတင့်ကိုဘလောက်ချစ်လဲဆိုတာတင်သိသွားပြီဆိုတာ ਨੇ ဘာဖြစ်လဲသိလားဘယ်သူတင့်ကိုဘာတွေပဲဘလို့ပဲပြောဂိူးမဆိုင်တော့ဖယားရဲ့အချစ်ကသူ့ကိုလုံခြုံစေတဲ့အခါမှာအေးဆေးပဲလက်ခံခံလက်မခံခံဘာတွေပဲဖြစ်ဖြစ်အေးဆေးပဲဖယားငါ့ကိုချစ်ဆုံးဆိုတဲ့ဟာကသူ့ကိုကြီးထွားစေတယ်ကျွန်တော်အားပေးရှင်တယ်ဒီမှာသင်ဖယားအတွက်အကောင်းဆုံးလူငယ်လေးလည်းရှိတယ်အခုကျွန်တော်ဖယားအတွက်အကောင်းဆုံးလုပ်တယ်ကျွန်တော်ဆရာနားတော့ကတ်ခွင့်မရှိဘူးဆိုတော့ကျွန်တော်လာပြောတဲ့သူတွေရှိတယ်သူတို့ရဲ့ဆရာတွေပေါ့နော်သူတို့ဆရာတွေကကျွန်တော်ကတ်ခွင့်မရှိဘူးဆိုတော့မင်းကဆရာကိုတွားကြည့်တာမင်းကြည့်ရမှာယေရှုဆရာမဟုတ်ဘူးလို့မင်းဆရာကိုတွားကြည့်နေတဲ့အခါမှာဆရာကမင်းကိုနေရာမပေးဘူးမင်းအမှဘာဖြစ်လဲစိတ်တက်ကြတော့ဘာဖြစ်လဲနောက်ဖះเจ้าသွားချင်းပြီဟုတ်မမဟုတ်တာအဲ့ဒါမင်းမားနေတာလို့ဆရာမမအောင်မင်းမားနေတာလို့မင်းကိုသူနေရာပေးမပေးအရေးကြီးတာပါလေအချိန်တိုင်ရင်မင်းကိုနေရာပေးမှာဖះမင်းကိုချီးမြှောက်မှာဖះမင်းကိုကောင်းကြီးပေးမှာဖះမင်းကိုနေရာတင်ပေးမှာဖះဆရာမဟုတ်ဖះကျွန်တော်ပြဿနာဆရာတွေကြည့်ပြီးတော့မှုတော်ဆောင်တဲ့သူတွေအများကြီးဆရာတွေကြည့်ပြီးတော့မှအတင်းတော်မှာစက္ကန့်တဲ့သူတွေအများကြီးအဲ့ဒါမဟုတ်ဘူးကြီးထွားစေတာဆရာမဟုတ်ကြီးထွားစေတာကဖယားဆရာတွေဆိုတာကဘာလို့ပေးတာရေလောင်းပေးတယ်ဆရာတွေဆိုတာဘာလို့ပေးလဲအပင်ဆိုင်ပေးတယ်မကြီးထွားစေတာဖယားကျွန်တော် focus အပေါ်မှာလဲဟုတ်ဆရာဒီဆရာဟုတ်ဒီလူမဟုတ်ဘူးဗျဖယားကိုပဲ focus လုပ်ရမှာသင်အကောင်းဆုံးကအမြဲတမ်းကောင်းနေတိုင်းဒါကောင်းသောတိုးထိန်ဖြစ်တဲ့ယေရှုပဲအာမင်တောင်ကျွန်တော်ရဲ့အနားမှာရှိတဲ့သူတွေအမြဲတမ်းကျွန်တော်တင်ပေးတာမင်းတို့ငါကောင်းမှမင်းတို့ကောင်းမယ်ဆိုအချိန်တစ်ခုရောက်လာမင်းတို့ဒုက္ခရောက်လိမ့်မယ်အများကြီးကြုံပြီးသွားပြီတောင်ကျွန်တော် submission ကျွန်တော်တင်တယ် submission ကျွန်တော်တင်တယ်ဘာ submission တင်လဲဆိုတော့မင်းအဆုံးထိငါတော့လိုက်ရှင်နေဆိုရင်
တခုပဲမင်းပေါ်မှာငါကောင်းတာမျှော်လင့်တာတဲ့ငါပေါ်မှာမင်းဘာပဲဖြစ်ဖြစ်လိုက်မယ်ဆိုတော့ဆုံးဖြတ်ချက်နဲ့လိုက်ဆုံးဖြတ်ချက်နဲ့လိုက်အေလိရှေအပေါ်မှာအေလိယမကောင်းခဲ့တာအများကြီးပဲ study လုပ်ကြည့်တဲ့အခါမှာမောင်းထုတ်ခဲ့တဲ့ဟာတွေအချင်းချင်းပဲကြည့်ကြည့်မယ်ဒါပေမဲ့အေလိရှေရဲ့ဆုံးဖြတ်ချက်ကပြတ်တယ်ငါဘာပဲဖြစ်ဖြစ်အဆုံးထိလိုက်မယ်အဆုံးထိလိုက်မယ်အချင်းနဲ့ကြည့်ပြီးလိုက်တာမဟုတ်အချင်းနဲ့ကြည့်ပြီးလိုက်တာမဟုတ်တင်လူကိုကြည့်ပြီးတော့မှအသက်ရှင်ရင်တင်တဏှာရောက်စိတ်တက်ကြကိုကြာသွားတယ်လူကိုမကြည့်နဲ့လူကိုမကြည့်တဲ့ညီကိုမောင်မတော်တင်စစ်စစ်ကြည့်ရမှာယုံကြည်ခြင်းကိုအစအဦးစီရင်ရဆုံးလင်းစေတော်မူသောသခင်ယေရှုပဲစစ်စစ်ကြည့်ရမှာအာမင်ဒီမှာရှိတဲ့ကျွန်တော်ညီကိုမောင်မတွေအရန်ကြီးထွားစေခြင်းတယ်အရန်ကြီးထွားစေခြင်းတယ်ဒီနေ့ယုံကြည်သူတော်တော်များများရဲ့အဓိကပြဿနာကဖျားနဲ့မသွားတတ်ဘူးဘာနဲ့သွားလဲဆိုတော့ဖျားလူတွေနဲ့သွားခြင်းတယ်ဖျားလူတွေနဲ့သွားတာကောင်းပါတယ်ခဏကောင်းတယ်ဒါပေမဲ့ဖျားလူတွေလည်းပဲတင်တို့သိရမှာမစုံလင်မှုတွေအများကြီးရှိတယ်ဥပမာကျွန်တော်အင်မတန်လေးစားရတဲ့ဆရာကြီးတွေရှိတယ်မသူတို့နဲ့တကယ်ရင်းနှီးတဲ့အချိန်မှာကျွန်တော်ထင်တယ်လို့မဖြစ်လာတာအများကြီးပဲအဲ့အချိန်မှာဘာဖြစ်လဲကျွန်တော်ဘာနားလဲသွားလဲဂျေဇုတော်ပူနားလဲသွားတာအော်ငါဒီလောက်ကြီးငါ very high expectation ရှိခဲ့တဲ့ဆရာကြီးဒါပေမဲ့ငါအဲ့လိုဆက်ဆံသွားတဲ့ကြည်စမ်းဆိုတဲ့ဝမ်းနည်းမှုတစ်ခုဖြစ်တယ်ကျွန်တော်တကယ်ပြအကဘာကျော်ကြီးတွေအဲ့လိုဖြစ်တယ်ဒါဆိုတော့ तू မှားလားဆိုတော့ तू မမှားဘူးကျွန်တော်မှားနေတာကျွန်တော်သိသွားတာဘာမှားလဲဆိုတော့ကျွန်တော်ရဲ့ expectation ကသူ့မှာဖြစ်နေတာဖယားမှာမဟုတ်ဘူးထာဝရဘုရားကိုမျှော်လင့်ရတာသူတို့ကိုမျှော်လင့်ရတာမဟုတ်သူတို့ရဲ့ favor ကိုကျွန်တော်မျှော်လင့်တာသူတို့နဲ့ကျွန်တော်ကဘောပေါ်လာမယ်ကျွန်တော်ကဘာအဆင့်တက်ချင်တယ်ဗျာဆိုတော့ကဘာကြော်နဲ့ကျွန်တော်သွားနေကဘာကြော်မယ်လို့ကျွန်တော်ထင်သွားတယ်အတွေးခေါ်နော်ဖြစ်ခဲ့တာနော်ကျွန်တော်ပြောမယ်ကျွန်တော်နားမှာနေတဲ့သူတွေလည်းအဲ့လိုဖြစ်ချင်မှာပဲဒါပေမဲ့ focus မလုပ်မရအောင်ဟုတ်တယ်ဆိုတော့ဒီမှာဆရာရဲမင်းထက်ဆိုတာဆရာနားလာခဲ့တယ်အချိန်တစ်ခုရောက်တဲ့အခါမှာဆရာကသူအမြင်မှားတယ်ဘာလို့မှားသွားလဲဆိုတော့ तू ထင်တယ်လို့ရောက်လာတဲ့အခါမှာသူ့ဆရာနေရာမပေးဘူးလေမပေးဘူးဆရာ तू အလေးရဆိုတော့ဘာဖြစ်သွားလဲဆိုတော့ तू အဲ့လိုဖြစ်တဲ့အချိန်မှာ तू ဝမ်းနေတယ်ငိုတယ်နောက်ဆုံး तू ဘာဖြစ်ရှင်လဲတိတ်တိတ်လေး तू ခိုးပြန်မယ်လို့ तू စဉ်းစားလိုက်တယ်ဒါပေမဲ့ဖြစ်ချင်တော့ तू ကဟိုဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ပါညာ तू ရှောက်ပြောလိုက်တာနဲ့ तू မြန်မာပြည်ပြန်လို့မရတော့ तू တကယ်တော့ तू ပြန်ပြေးချင်တာအဲ့မှာဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ဘာဖြစ်တယ်ညာဖြစ်တယ် तू လှုပ်လိုက်တော့ तू မြန်မာပြည်သွားပြီး record ဝင်သွားတယ်ဟော तू ပြန်လို့မရတော့အဲ့ဒါနဲ့ तू ဘယ်ပြေးလို့ပြေးရမှလည်းမသိဘူး तू ပါတဖြည်းဖြည်းနဲ့အဲ့မှာပဲ तू မျက်ရည်နဲ့ तू ဘာပြန်တင်ယူလဲဆိုဆရာတခုပဲတင်ပေးတယ် तू focus on Jesus amen focus on Jesus ကျွန်တော်တင်တော့ဘာလို့အားပေးချင်တာဆိုအရောက်စီတိုင်းဒီဖျားเจ้าမှာလာလိမ့်မယ်တင်တို့ဆရာတွေကိုကြည့်မယ်ကြည့်ရင်းနဲ့တဖြည်းနဲ့ဘာဖြစ်လဲကိုယ်နဲ့မကိုက်တဲ့ပုံစံတွေဖြစ်လိုက်ဘာဖြစ်လာမယ်တင်တော့ဖျားเจ้าပြောင်းမယ်ဆိုဖျားเจ้าပြောင်းနေတာနဲ့ပဲခရစ်တော်ကြွလာတော့မယ် तू ကပြောင်းလို့ကမပြီးသေးဘူး तू ကအစစ်မှတ်ထားညီကောင်မောင်မတို့ဘယ်နေရာမှာမှတင်းနှလုံးသားကိုအလိုပြည့်စုံစေမှာမဟုတ်ဘူး
ဘယ်သူမှလည်းနှလုံးသားပြည့်စုံလုပ်ပေးမှလည်းမဟုတ်ဘူးနှလုံးသားကိုပြည့်စုံစေတာကယေရှုပဲအာမင်ဆိုတော့ကျွန်တော်တို့အားလုံးကလူတွေစီမှာ focus ရှိတာတဲ့ဒီနေ့ဘသူ့ပြန် focus ထားမှာလဲအဲ့ဒါကိုပြောတာဒါဝိဒ်ကရှင်းရှင်းလေးပြောလိုက်တာထာဖျားသည်ငါတိုးထိန်ဖြစ်တယ်တဲ့ပြောချင်တာပါလေငါအမြဲတမ်းအာယုံပြုတ်နေတာငါအမြဲတမ်း focus လုပ်နေတာငါအမြဲတမ်းဂရုစိုက်နေတာငါအမြဲတမ်းကြည့်နေတာဘသူပဲလေငါရဲ့တိုးထိန်ကိုပဲဘသူတွေဘာပဲပြောငါအာယုံစိုက်တာဘသူပဲလေငါရဲ့တိုးထိန်ကိုပဲအာမင်ကျွန်တော်အားပေးရှင်တာသူ့ဘသူတင်းကိုဘသူမှလက်ခံခြင်းနဲ့လက်မခံခြင်းနဲ့တရားရကြိုင်တော့အာမခံရတာတော့ကောင်းသောသုံးထိန်ကတော့တင့်ကိုတကယ်နားလည်ပေးတယ်တကယ်ချစ်တယ်တကယ်လက်ခံတဲ့အရှင်ဖြစ်တယ်ဆိုတော့ကျွန်တော်အားပေးရှင်တယ်နောက်တစ်ခုထပ်ပြောမယ်အဲ့ဒီကောင်းသောသုံးထိန်ကတင့်ကိုဘယ်တော့မှပြစ်သွားမဲ့သူမဟုတ်ဘူးဘယ်သူပဲတကဘာလုံးကပြစ်သွားပါစေတင့်ကိုဘယ်တော့မှမပြစ်တဲ့ယေရှုပဲဟာလေလုယာနောက်ဆုံးပြောပြမယ်တင်းအဖေမေရတင်းအနာမှာ24နာရီမရှိနိုင်ပေမဲ့ तू က24နာရီရှိပေးတဲ့အေမာနွေလဖခင်ဖြစ်နေတယ်နောက်ဆုံးပြတင်းရတတ်တာထဲမှာတခုခုကြောင့်မားသွားလို့လူအတိုင်းဝိုင်းတစ်ခုတည်းဆွဲထုတ်ခံရရင်တောင်မှတင်းကိုအမြဲလက်ခံပြီးတော့မှလူအတိုင်းဝိုင်းထဲမှာမျက်နှာရအောင်ပြန်လုပ်ပေးဖို့ပြန်ပြင်ဆင်တာကောင်းသောတိုးထိပ်ဖြစ်နေတယ် Hallelujah Hallelujah တောင်းတင်နားလေထားမှာထောက်ပြစီငါတိုးထိန်လို့ပြောလိုက်ခါမှာရှင်းရှင်းလေးပဲဒါဝိမင်းရဲ့အသက်တာကိုကြည့်လိုက်သူ့ဘဝကကျွန်တော်နားလည်အောင်ပြောပြမယ်တင်းဘဝမှာသူများရဲ့အချစ်မခံရတာတော့သူများရဲ့ပြစ်ပယ်ခံရတာတော့များလေလေအဲ့ဒါတင်းအနာကရေလက်ကြီးတယ်ဆိုတာကျွန်တော်အားပေးချင်တယ်သူများတွေအချစ်ခံလိုက်တာငါကျတော့ဘာဖြစ်လို့မှမသိဘူးလို့မထင်လိုက်နဲ့အဲ့ဒါတင်းရဲ့အနာကမှာဖျားပြင်ဆင်ထားတဲ့အရာရဲ့ရေလက်ကြီးတယ် No ညီကောင်မသူများနဲ့မတူတဲ့ပြစ်ပယ်ခြင်းတွေရှိတယ်မလားသူများနဲ့မတူတဲ့သူများပြန်ကြည့်ပြီးအားကျတဲ့ level ရောက်ဖို့ဖျားခင်တင်းကိုပြင်ဆင်ထားပြီးသားအမခံရတယ်အဲ့ဒါတော့လုံးဝအမခံရတယ်တင်းမိသားစုထဲမှာတင်းကရုပ်အဆိုးဆုံးဖြစ်မယ်ဥပမာပြောပြတာဟုတ်မှာဆိုပါစို့တင်းကရုပ်အဆိုးဆုံးဖြစ်မယ်ပညာအနည်းဆုံးဖြစ်မယ်အပြစ်ပယ်ခါဆုံးဖြစ်ကောင်းဖြစ်မယ်ဘယ်သူမှမဆူကိုပဲကွက်အဆူခါရတယ်ဆိုရင်သူများလုံတော့ဘာပြောကိုလုံးလိုက်သွားပြီးပြောခါတယ်ဆိုရင်မှတ်ထားအဲ့ဒါ तू က you are special amen you are specialသူများနဲ့မတူလို့စိတ်တကြစရာအကြောင်းမရှိဘူးဘုရားသခင်တင့်ပေါ်မှာထားတဲ့ကြံစီရမ်းကြီးတယ်အာမင်အခုပဲပြောမယ်ညီကောင်မောင်မတော်ဒါဝိဒ်ကကြည်လိုက်စဉ်းစားကြည့်ဗျာတကယ်အဲ့ဒီကာလာတော့တကယ်ကိုနာမည်ကြီးတဲ့ဆရာကြီးကအိမ်ကိုလာမယ်တဲ့ရေရှဲရေတဲ့နင်းရဲ့သားတွေကိုခေါ်တာငါဗိတ်တိတ်လာပေးမယ်လို့ပြောတဲ့ကိစ္စကိုဒါအရေးကြီးတဲ့ကိစ္စနင်းရဲ့သားတွေလို့ပြောတာနင်းရဲ့သားကြီးလို့မပြောဘူးနင်းရဲ့သားတွေကိုခေါ်ထားလို့ပြောတာဒါဝိဒ်ကိုလုံးဝမခေါ်ထားဘူးခင်ဗျာစဉ်းစားတခါလေးမှာကိုကအတိုင်းဝိုင်းထဲမှာပဲဖြစ်ဖြစ်ကိုရဲ့မိသားစုမှာပဲဖြစ်ဖြစ်ကိုရဲ့အတင်းတော်မှာပဲဖြစ်ဖြစ်ကိုကဘယ်လိုခေါ်မလဲဘယ်လိုခေါ်လဲလူရမဝင်တယ်လို့ဖြစ်နေတယ်ဆိုရင်တင်စိတ်တမကြပါနဲ့လို့တင်အဲ့ဒါတွေကိုတွားကြည့်ပြီးတော့တင်စိတ်တက်ကြပြီးတော့မှဘုရားကြောင့်ရှောက်ပြောင်းနေစရာအကြောင်းမရှိဘူးတင်ဒီစာမွေးဒီမှာမဖြေလဲနောက်တနေရာမှာဖြေရမှာပဲဖြေရမှာပဲဒီမှာလက်မခံလို့ဟိုမှာလက်ခံတယ်လို့ထင်လို့သွားတယ်နောက်ကနာလည်းတင်းကိုလက်မခံတော့ပြန်ဘူးလူတစ်တွေရောက်လာရင်ဒီလိုဖြစ်နေပဲဆိုရင်တင်ဘယ်လိုလုပ်မလဲရေးရှိမှာအဲ့လိုသွားလို့မရဘူးအရေးကြီးတာသူများလက်ခံတာလက်မခံတာတင်လှုပ်ရှားလှုပ်တတ်ဖို့အရေးကြီးတယ်အကြောင်းရှိတယ်ဗျာကျွန်တော်ပြောနေတာโอเคဆက်ပြောပြမယ်နားထောင်ပြီဒါဝိဒ်ကမိသားစုထဲမှာအားလုံးခေါ်ဖိတ်ခံတယ်သူခေါ်ဖိတ်မခံရဘူးတနည်းအားဖြင့်အဲ့ဒါမဟုတ်ဘူးဗျာဖင်းလို့ဆရာကြီးရှင်းပြောရင်ဘာလဲကွာဘာညာ no သူတည်တယ်ပြောရအောင်သူတည်တယ်
သူ့ရဲ့ focus ကသူ့အဖေမှာလည်းမဟုတ်ဘူးသူ့ရဲ့ focus ကသူ့အကိုတွေမှာလည်းမဟုတ်ဘူးသူ့ရဲ့ focus ကသူ့ရဲ့တိုးထိန်ကြီးမှာရှိနေတယ် hallelujah သူ့ရဲ့ focus ကဘာမှဖြစ်နေလဲလူတစ်ယောက်ရဲ့အောင်မြင်ခြင်းက focus ဗျ focus မမားစေနဲ့သင်ဘာတွေကိုသွားအာယုံစိုက်နေတာလဲ focus ဆိုတာသင်အာယုံစိုက်တာလူတစ်ယောက်ရဲ့အောင်မြင်ခြင်းကဘယ်အရာကိုသင်အာယုံများများစိုက်နေလဲဆိုတဲ့အပေါ်မှာမူတည်တယ်တင်ကမှတ်ထားတင်ဒီတိုးထိန်ကြီးကိုအာယုံစိုက်လာပြီဆိုရင်တော့ကျွန်တော်နားလည်ပြောမယ်နော်တိုးထိန်ကြီးကိုတင်အရှိမထားတတ်လာပြီဆိုရင်တော့မှတ်ထားတော့ညီကိုမောင်မတော်နိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းကိုရှေးဥစွာရှာနောက်မှထိုးအရာဆိုတဲ့မင်္ဂလာတွေအနောက်ကနေလိုက်လာတော့မှာရိုးလေးပဲညီကိုမောင်မတော်အမောင်ထဲမှာဒီလောကရဲ့မှောင်မိုက်အတိကျနေပြီလို့ကျမ်းစာဖော်ပြထားပြီးသားမှောင်မိုက်အတိကျနေဒီလောကကြီးထဲမှာတင်အလင်းရှင်ဖြစ်တဲ့ယေရှုကိုအနောက်မှာထားလိုက်ရင်အရေးကတင်အရှိရနေပြေးတယ်ဒါမဲ့မတ်အရေးစွာပါလဲကောင်းကြီးမင်္ဂလာတွေတင်လိုချင်တဲ့အရာတွေတင်လိုအပ်တယ်လို့ထင်နေတဲ့အရာတွေဟုတ်ပြီနော်ဒါဆိုတင်အနောက်မှာထားလိုက်တာနဲ့တင်အရေးကအရှိကိုရောက်သွားပြီတင်လိုက်လေပြေးလေပဲအဲ့ဒီအရေးကဘယ်တော့မှတင်မမိဘူးဒါမဲ့တင်အလင်းရှင်ဖြစ်တဲ့ယေရှုခရစ်ကိုအရှိမှာထားလိုက်တဲ့ခါမှာငါရဲ့တိုးထိန်လို့တင်အရှိမှာထားလိုက်အခြင်းနဲ့စပြီးတော့အနောက်ကနေပြီးတော့အဲ့ဒီအရေးကတကောက်ကောက်ကိုလိုက်လာတယ်တင်ပူစရာမလိုဘူးတင်ပူစရာမလိုဘူးတင်ရဲ့တိုးထိန်တာတင်အရှိမှာရှိပါစေတင်ရဲ့ focus ကယေရှုမှာပဲရှိပါစေကျန်တဲ့ကိစ္စဘုရားခင်အကုန်တာဝန်ယူသွားလိမ့်မယ်ကျွန်တော်အာမခံရတယ်တင်းတို့ကဆင်းရဲတဲ့သူတွေမဟုတ်ဘူးတင်းတို့ကယေရှုအပြင်ကြွယ်ဝတော်သူတွေဖြစ်တယ်ဟာလေလုယာတင်းတို့ကလုံလောက်တဲ့အဆင့်ပဲမဟုတ်တင်းတို့ကပို့ရှားတဲ့အဆင့်ที่ဘုရားရှင်ကောင်းချီးပေးထားပေးတာကျွန်တော်လုံးဝအာမခံရတယ်တင်းပို့ရှားတဲ့သူဖြစ်ကိုဖြစ်တယ်ဟာလေလုယာတင်းပို့ရှားတဲ့သူဖြစ်ကိုဖြစ်တယ်ကျွန်တော်တင်းပေါ်မှာယေရှုနာမနဲ့ကြေညာတယ်2025လုံးဝထူးခြားတဲ့နှစ်ဖြစ်ကိုဖြစ်ရမယ်ငွေကြေးတဲ့ဆိုင်တဲ့ကောင်းကြီးရှိရမယ်လုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးရှိရမယ် relationship နဲ့ဆိုင်တဲ့ကောင်းကြီးရှိရမယ်ကျမ်းမာခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးရှိရမယ်တာ၍ကျမ်းမာလိမ့်မယ်တာ၍အောင်မြင်လိမ့်မယ်တာ၍ဝင်ငွေတိုးတက်လာလိမ့်မယ်တာ၍ဖျားခင်ဘုန်းတော်ထင်ရှားလိမ့်မယ်တင်းရဲ့အမြင်နဲ့တာ၍တိုးတက်လာလိမ့်မယ်အာမင် hallelujah အရေးကြီးတာညီကိုမောင်မတို့အရေးကြီးတာကတင့်ကိုဘသူပဲလက်မခံနေပါစေတင့်ကိုဘသူပဲပြစ်ပယ်နေပါစေဒါပေမဲ့ကျွန်တော်ပြောပြချင်တယ်ကောင်းသောတိုးထိန်ယေရှုကတင့် focus လုပ်နေတဲ့၍အရေးကြီးတာပါတိလားယေရှုတာ focus လုပ်တော့တင်ထာဝရဘုရားဒီငါ၏ကြောင့်ငါ၏မြို့ရိုးငါကိုကယ်လွတ်တော်ရှင်ငါ၏ဘုရားငါကိုစားတော်ဆွမ်းတဲ့တီငါ၏ကွယ်ကငါကယ်တင်တော်မူကြငါ၏ရဲ့တဲ့ဖြစ်တော်မူ၏ဒါဝိဒ်ကလေးတော်တယ်မှာအဲ့လည်းနည်းနည်းတော့တိုးတာပေါ့နော်တော်တယ်မှာထိုင်စဉ်းစားပြီးတော့ငါဖေငါ့ကိုလည်းမခေါ်ဘူးကွာ तू မစဉ်းစားဘူးလားဘာခီးလဲဆရာထာဝရဘုရားဒီငါ့ချာငါ၏မြို့ရိုးငါကိုကယ်လွတ်တော်ရှင်ငါ၏ဘုရားဘယ်သူကြောင့်မစဉ်းစားဘူးသူများကြောင့်စဉ်းစားသူချင်းဆိုနိုင်မှာမဟုတ်စောင်းတော့ကိုင်နိုင်မှာမဟုတ်ငါကြားတယ်ဘေးနာလိုက် follow လုပ်တဲ့ဖွဲ့တည်းရှိတယ်။ညီရဲ့ဖေးအိမ်မှာပွဲတွေလုံးနေတော့မှာဟုတ်လားအဲ့လိုအထောင်သမားတွေတသက်ရှိတယ်။ညီကြားပြီလားမင်းမှာမင်းရှာကြီးချမွေလာရောက်နေတယ်မင်းသိလား။ရှာကြီးချမွေလာရောက်နေမင်းပွဲရ share လုံးလာတော့မင်းအကောင့်တွေပဲချက်တာဘာချက်ဒံပေါက်ဟာဖေးရလဲကွာဖေးရေရှဲကြီးကလည်းမမိုက်ပါဘူးငါ့ဒီဇင်ဘာတော့ပြောအဲ့လိုမလုပ်ဘူးသူရဲ့ focus ထာဝရဘုရားဒီငါ၏ကြောင့်ငါ၏မြို့ရိုးအာမင်
ngà cô kê lúc đó xì ngà y bia ngà cô ra đó xoan ta đi ngà y quê ca ngà cô kê đến đó u chô ngà y dễ đạiဖြစ်đó bà mà xin đâu lẽ bà mà xin đâu hô con nuôi dọa thao bộ gì xe ya đấy mà con này ya đấy để mà chui lấy ya đấy à phía tôi được còn chả sao biết này barbecue lốp lại mà tôi muốn xin rau ấy tôi muốn xin rau thao ra phía đi ngay chào chỉ lúc này là ngà cô kê lúc đó xa thay ô cô đó câu nhận được hallelujah cô đó lúc này mà câu này thì cô đó câu là tạo hiện tích lũy về chi rồi chi ngoan này cô đó chi rồi chi ngoan mà Elo mio số này đấy à chênh mà về thế bây giờ đấy David rồi David lấy David rồi mà lo David English rồi David thế bây giờ đấy hôm mà quay sao luôn mấy mà bà lo ha cho nóပြောနေတယ်လို့ပဲခံစားနေရတယ်ကျွန်တော်မောင်းထုတ်လိုက်တဲ့မြန်မာပြည်ကျွန်တော်အဲ့တန်ပြန်ခေါ်ရမှာလေပြန်လာပါကွာတဲ့လို့ပြီမောင်းငါဓမ္မတို့တွေစိတ်တွေကြောင်းနေကွာလို့ဒါမဲ့ဘသူမှစိတ်ဝင်စားထာဝရဖျားဒီငါချာငါဒီမျိုးရှေငါကိုကဲလို့တော့ရှင်ငါဒီဖျားငါကိုစားတော့စံတတိဤကွယ်ကဟာလေလုယာရှာကလာပါပါချီးမွမ်းနေနဲ့ဘာဖြစ်လဲချီးမွမ်းနေနဲ့မခေါ်ချင်တဲ့လူကခေါ်ရပြီခေါ်ချင်တာမထင်နဲ့ခေါ်ချင်တာမထင်နဲ့ရှမွေလာနေပြီရှာကြီးရှမွေလာနှစ်သားမရှိတော့လားတဲ့ရေးရှဲရဲ့နှစ်သားမရှိတော့လားရှိတယ်လေတဲ့အခုကလာပေးတာဘယင်ပိတ်သိတ်လေတဲ့ဟိုကကြဘူးတဲ့ဘာဖြစ်လို့ဆိုဟိုတုန်းခေတ်ကသူကခေါင်းဆောင်မဲ့သူဆိုတာကသူများအထက်ခေါင်းတစ်လုံးပို့ပြင်းပြီးတော့မှသူများရှေ့ကနေဥဆောင်ရမှာလေရှေ့မှာဥဆောင်တဲ့လူကခေါင်းတစ်လုံးမမြင်မှခေါင်းတစ်လုံးပုနေတော့ဘသူကခေါင်းဆောင်လို့တတ်မှတ်မှာလဲပေါ့အဲ့လိုဖြစ်နေပြီလေမှတ်ထားညီကောင်မောင်မတော်မှတ်ထားလူတွေရဲ့ပေတံနဲ့တိုင်းလို့တင့်မမိလဲပဲတင်မမိလဲပဲဖယားသခင်ကတင့်ကိုရွေးကောက်ပြီဆိုရင်ဘယ်သူမှပယ်ထားလို့မရတော့ဘူးပယ်ထားလို့မရတော့ဘူး你笑笑အောင်မချနဲ့ဟုတ်ကောဟုတ်လားမသိသူစိတ်အားကြီး笑笑လုပ်တယ်တတိထားတယ်ကျွန်တော်နားလေစီချင်တဲ့ကြောင့်ညီကိုမောင်မတွေကျွန်တော်တို့ဖယားကဂျေဇုပြုတဲ့ဖယားအာမင် receive it hallelujah အထူးသဖြင့်ကျွန်တော်တို့ဖယားကအားနည်းတဲ့သူအထူးသဖြင့်မဆာတဲ့ဖယားရှင်ဖြစ်တယ်အဓိကအဲ့ဒါကျွန်တော်ဖယားကသူများပြစ်ပယ်ထားတဲ့လုံးဝတစ်မျိုးလုံးပြစ်ပယ်ထားတဲ့ဇက်ကဲရဲ့အိမ်ထဲကိုဗလိုင်းဝင်သွားတာယေရှုဟာမ
မှတ်ထားညီကိုမတင့်ကိုတင်လုံးဝအားငယ်စရာအထင်သေးစရာဘာအကြောင်းမှမရှိဘူးတင်ရဖျားရှိမှ special လူတွေရှိမှ special မဖြစ်လို့တင် one name နဲ့ဖျားရှိမှတင်ရလုံးဝ special ကိုအားငယ်နဲ့ဖွဲ့တယ်ဒီနေ့စပြီးတော့မှလုံးဝရပ်လိုက်တော့တင်ရ special ပဲ you are special you are special you are VIP hallelujah you are special ဘုရားခင်တင်အော်ပွဲချီးမြှောက်မယ်ဆိုတော့ကျွန်တော်အားပေးခြင်းတယ်အာမင်နောက်ကျော်ဆိုလို့ရောင်းဝမ်းမြောက်ယေရှုနဲ့ဆိုင်တဲ့ရောက်ဘာဖြစ်လဲဝမ်းမြောက်မယ်ဘာကြောင့်လဲယေရှုနဲ့ပတ်သက်လိုက်တော့မှတ်ထားညီကိုမောင်မတော်စပြီဇလာတော်စပြီဇလာတော်စပြီဒါကြောင့် focus မမားစေနဲ့လူတွေအကြောင်းတွေတွားနားထောင်လူတွေကိုပြောတာနားထောင်နေမယ့်အစားဒါဝိတ်ကတော့ထာဝရဘုရားသည်ငါ၏ချာငါ၏မျိုးရိုးငါကိုကယ်လို့တော်ရှိဒီမှာအဲ့တခြင်းကဒါဝိတ်ချင်းတိဖတ်တာတင်ပြဆိုလို့ရတယ်အာမင်ထာဝရဘုရားသည်ဘုရားတကယ်ကျွန်တော်ရဲ့ဘာလဲဆိုတော့ကျွန်တော်ကိုဟလာမျက်နာဟလာကျွန်တော်မျက်နာရစီတဲ့ဘုရားဒီပြောလို့ရတယ်လူတွေရှေ့မှာသူများပြစ်ပယ်ထားတော့ညာလေတင်းကိုဘာပဲလဲချီးမြှောက်တဲ့ဘုရားတင်းဖတ်တာချေဆက်လို့ရတယ်အာမင်တင်းကဘာမှဘွဲတွေယာတူးတွေမရှိလို့သူများနေရာမှာပေးလဲအချိန်တစ်ခုရောက်လာရင်အဲ့ဒီသူတွေရှေ့မှာဘုရားကတင်းကိုချီးမြှောက်အောင်ပါအာမင်ကျွန်တော်နားလဲထပ်ပြောပြမယ်တချို့လူတွေကသူများအိမ်မှာအလုတ်လွှတ်လို့အားငယ်တဲ့သူတွေရှိတယ်ဘာလဲကွာဖယားခင်ခဏထားတဲ့အလုပ်မှာကြီးတော့ချင်းမပါတော့ဒါမဲ့ကျွန်တော်နားလဲစီရှင်တာအဲ့ဒီအိမ်မှာခင်ဗျားလှုပ်တာခဏပဲမကြခင်မှာတင်းရဲ့အိမ်မှာသူများလာလှုပ်လို့ရတဲ့ဆင်းတီဖယားခင်ချင်းမြကောင်းကြီးပေးတယ်ငါသူများအိမ်မှာလှုပ်လို့ဆိုအားငယ်တဲ့အထဲမှာတင်းပါစရာဘာအကြောင်းမှမရှိဘူးတင်းယုံကြည်မှတစ်ခုပဲရှိတယ်တင်းရဲ့တိုးထိန်ကတင်းကိုအဲ့ညံမှာပဲအမြဲတမ်းထားမယ်ဖရားမဟုတ်အချိန်တန်တဲ့အခါမှာချင်းမြောက်မယ်ဖရားကျွန်တော်မကြောက်ချိန်တန်တဲ့အခါမှာချင်းမြောက်မယ်ဖရားကတင်းရဲ့ကောင်းသောတိုးထိန်ဟာလေလုယာအဲ့တော့ရေးလဲကြွေးတာပြောချိန်တန်ရင်ချင်းမြောက်မယ်အဲ့ဒီအချိန်ကဘယ်ချိန်လဲသိလားယခုတဲ့အာမင်ဟာလေလုယာဒါကြောင့်ဒီ year ပါလဲ2025ပါပါလဲ year of now hallelujah ယုံကြည်ခြင်းသောမနက်ဖြန်တပတ်ခါမဟုတ်ယုံကြည်ခြင်းဆိုတာ now God is about to do something great God is about to do something great hallelujahတင်းရဲ့မင်္ဂလာကယခုကနေစပြီဆိုတာဝန်ခံလိုက်စမ်းပါအာမင်တင်းကောင်းလို့မဟုတ်တိုးထိန်ကောင်းလို့ဒါကြောင့်ယေရှုကဘာပဲလဲငါဒီကောင်းတော့တိုးထိန်ရတင်းကောင်းတာမကောင်းတာ तू စိတ်ဝင်စား तू ကတင်းပေါ်မှာကောင်းဖို့ပြင်ဆင်ထားပြီးသားအာမင်ကောင်းခဲ့တယ်ကောင်းနေတယ်ကောင်းအောင်မယ်ဖေဆရာကြီး Morris Sorrelloအိမ်တော်တော့ပြန်သွားပါပြီ Morris Sorrello ဘာပြောလဲဆိုတော့မှတ်ထားတယ်ငါတိတယ်ငါရဲ့ဖယားကတော့တဲ့မင်းတို့ကတော့ဘယ်ဖယားကိုးကွယ်လဲမသိဘူးတဲ့ငါရဲ့ယေရှုကတော့တဲ့ငါရဲ့ယေရှုကတော့တစ်နှစ်ပြီးတစ်နှစ်ငါ့ကိုတိုးပွားစေတာပဲရှိတယ်ရုပ်လော့သွားဘာတစ်ခုမှမလုပ်ခဲ့ဘူးတဲ့ Hallelujah Hallelujah Hallelujahဘယ်အချင်းမှမဖြစ်တင်ဘယ်တော့မှစိတ်တက်ကြစရာအကြောင်းမရှိဘူးကြောက်ပြောပြမယ်ရှုပ်သူများအိမ်မှာလာလို့ဟာလို့ဆိုတော့မှအားငယ်တဲ့ဖွဲ့တွေပြောပြမယ်တင်ဒီသူများနဲ့မတူတဲ့ချီးမြှောက်ခြင်းခါမယ်ဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာတယ်အာမင်ဟာလေလုယာဟာလေလုယာငါသူများအိမ်မှာလုံနေလုံးဝမဖြစ်နဲ့ဘာဖြစ်လဲခဏပြောခဏဘုရားခင်အကြံစီကြောင့်ခဏရောက်နေတာဟာလေလုယာဟာလေလုယာမတာအိုးဘုရားခင်အကြံစီရှိတယ်ကွာကျွန်တော်ပြောမယ်ဒီကနေ့
နေမှန်ရဲ့အိမ်ကိုရောက်သွားတဲ့လူဟာသူသွားချင်တာမဟုတ်ဘူးတင်တော်လေးဒီမှာတိတ်အလုံးလုံးချင်လို့လာတာလည်းမဟုတ်ဘူးအခြေအနေတစ်ခုကြောင့်လာတာသူလည်းအခြေအနေတစ်ခုကြောင့်ရောက်သွားတာโอเคဒါပဲမယ်အဲ့ဒီရောက်တဲ့နေရာဖျားပြင်ဆင်တဲ့နေရာတင်မှတ်တာအဲ့ဒီအိမ်ကနေပြီးတော့မှတင်ဟာချီးမြှောက်ခြင်းခံရင်စားခြင်းရင်ဒီအတွေးခေါ်တစ်ခုပဲပြောင်းလိုက်တစ်ခုပဲပြောင်းလိုက်သူများအိမ်မှာအလုံးလုံးနေဆိုတဲ့အတွေးခေါ်ပြောင်းလိုက်ငါဖျားအမှုကိုလာဆောင်နေတာအာမင်သူများအိမ်မှာလုံနေဆိုတဲ့စိတ်နဲ့လုံရင်တင်ပင်မလိုက်မယ်ဒါမဲ့ no ဖျားခင်ငေါကနထားထားတဲ့နေရာမှာငါကြီးတော့ချီးမွမ်းတော့ကောင်းဆုံးလုပ်မယ်စေတနာနဲ့လုပ်ပါဖျားမှုတော့ဆောင်ကြတော့လုပ်ပါကျွန်တော်အာမခံရတယ်အာမင်ကျွန်တော်အာမခံရတယ်အချိန်တစ်ခုရောက်တဲ့အခါမှာအားကြောင့်ကျွန်တော်ပြောရထင်လို့လေကျွန်တော်ကကနေဒါရောက်မှဘဝစတာလေရင်မတက်သွားတော့ကနေဒါသွားပြီနော်ဟိုရောက်မှပေါက်ကရအလုပ်တွေပဲလုပ်ရတာကျက်စင်ဖားတာနဲ့အလုပ်ကတရက်နဲ့ပြုတ်သွားတာအများကြီးပဲမပြောချင်လို့ရှက်လို့ပါမို့ဖုတ်တယ်စံမုံနဲ့ကော်မုံนี่ရောထဲဘာစံဘာဂျုံနေရှောက်ထဲအကုန်လုံးတောင်းမာတွေဖြစ်ကုန်တော့သူများလည်းပြောတယ်လေအလုပ်ရချင်လားရချင်တယ်ရချင်မယ်သူများဗာမင်းတိတယ်လို့သာပြောလိုက်တယ်လှုပ်တက်လားဆိုလှုပ်တက်တယ်ပြောလိုက်ဆိုကျွန်တော်လည်းလှုပ်တက်တယ်လို့ပြောတာပေါ့ဒါမဲ့လှုပ်လိုက်တော့ तू ကလည်းဘာတွေရှောက်ပြောလဲမသိဘူးကျွန်တော်လည်းမသိဘူးမှားတော့ကျွန်တော်လှုပ်ပြုတ်သွားတယ်ကျွန်တော်အလုပ်တွေအများကြီးပဲပြုတ်တာရတယ်မထင်နဲ့ပြုတ်တာတရက်နဲ့ပြုတ်သွားတာနဲတာမဟုတ်ဒါပေမဲ့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ငါဒီအလုပ်လုပ်တာခဏပဲငါ့ကိုဖခင်ချီးမြှောက်ပါအာမင်နောက်ဆုံးပြကျွန်တော်လုပ်ရတဲ့ဘယ်ကနေစကျွန်တော်ဘဝပြောင်းလဲသွားလဲဆိုတော့ငါအခုရတဲ့အလုပ်မှာငါကြီးတော့ချီးမွမ်းပြီးလုပ်တော့မယ်ငါ့ကိုဖခင်ချီးမြှောက်မယ်ဆိုတာငါယုံတယ်အာမင်ခဏပဲလုပ်ရတဲ့အလုပ်မှာငါကြီးတော့ချီးမွမ်းမယ်ဆိုတော့ကြီးတော့ချီးမွမ်းလို့စတင်တော့အလုပ်လုပ်တဲ့ချိန်နဲ့စပြီးတော့ကျွန်တော်ဖခင်တကယ်ကျွန်တော်လုပ်ခဲ့တာဘယ်နှစ်လို့ထင်လဲညီကောင်မောင်မတို့ကနေဒါမှာကျွန်တော်အလုပ်လုပ်ခဲ့တာ2 နှစ်ပဲ2 နှစ်ပဲသူများတွေအခုတည်းအလုပ်လုပ်နေတော့ကျွန်တော်ကအခုကသူများအလုပ်ပြန်ပေးတဲ့အဆင့်ဖြစ်သွားပြီအလုပ်လုပ်တဲ့အဆင့်ပေါ့အလုပ်ပြန်ပေးတဲ့အဆင့်ကွာသွားပြီ yes amen ဒါဆိုရင်ကျွန်တော်လို10 တန်းမအောင်တဲ့ကောင်တော်မှာထိုင်းနိုင်ငံရောက်တော့ကျွန်တော်သူများဗာပြောထင်လို့လေကနေဒါမဟုတ်သေးဘူးထိုင်းနိုင်ငံမှာတည်းသူများကျွန်တော်ဗာပြောလဲဒါခင်ဗျားတို့ဒီစင်ကာပူဆိုတာအများကြီးအဆင့်မြင့်သွားပြီထိုင်းနိုင်ငံမှာကျွန်တော်မင်းဘာတက်လဲတဲ့ငါဘာမတက်ဘူးဆိုဗာပြောရထင်လို့လေဗာပြောထင်လို့လေမင်းတို့လူမျိုးရတယ်ကော်ဆန့်မရမယ်တဲ့ကော်ဆန့်ဆိုတာထိုင်းလိုကော်ဆန့်အဲ့ဒါဘာလဲဆိုတော့ construction ပြောနေတာconstruction မှာဘာလုပ်တယ် construction ဆိုတော့ဒီက construction လို့အုတ်ထုတ်လေးဆောင်းမလုပ်ရတယ်မထင်နဲ့နေပူကျဲတဲထဲမှာပြီးလိုက်မြေဖြော်ရတယ်လို့အဲ့ဒါအဆင့်အဲ့ဒါကျွန်တော်အဆင့်တကယ်တော့အမှားဒါပေမဲ့ကျွန်တော်အဲ့ဒါလက်မခံဘူးဝါဖျားခင်ငါ့ကိုဒီနေရာမှာရေရှည်ထားမှာမို့ငါ့ကိုဖျားချီးမြှောက်မယ်ဆိုတော့ငါယုံတင်းရဲ့လက်ရှိအခြေအနေနဲ့တော့တင်းကြည့်ပြီးတော့တင်းစုပ်ဖြတ်လို့မရအောင်တင်ဘလောက်အရေးချင်းရှိလဲဆိုတော့မမှုတည်ဘူးတင်ဘသူ့ယုံလဲဆိုတော့မမှုတည်တယ်အာမင်တင်စိတ်လည်းမကြနဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ကောင်းသောတိုးထိန်ကြီးအာမင်ကျွန်တော်တို့တိတ်ချီးမြှောက်ခြင်းနဲ့ဖခင်အာမင်ကျွန်တော်တိတ်ချစ်တဲ့ဖခင်ပြီးတော့တိတ်ကောင်းတဲ့ဖခင်အာမင်ထာဝရဒီငါတိုးထိန်လို့ဒါဝိဒ်ကပြောတယ်ဒါပေမဲ့ယေရှုရောက်လာကမှပြောတဲ့စကားရှင်းနေပါပြောတယ်ငါဒီကောင်းသောတိုးထိန်တယ်မင်းကောင်းတာမကောင်းတာငါစိတ်မဝင်ဆိုငါမင်းပေါ်ကောင်းတယ်ငါမင်းပေါ်ကောင်းနေတယ်ငါမင်းပေါ်ကောင်းအောင်မယ်အာမင်ဆို2025မှာကျွန်တော်တို့ရဲ့ level ကိုတက်မဲ့ဟာပါလဲဆိုတော့ငါအကောင်းဆုံးဖရားအတွက်အသက်ရှင်မယ်မဟုတ်ဘူးငါအတွက်ကောင်းမြတ်တဲ့ဖရားကဒီနေ့ကောင်းတယ်နောက်နေ့တာ၍ကောင်းအောင်မယ်ပြောတာ၍ကောင်းအောင်မယ်
မချဘူးဗျာတာရွေးကောင်းမပြောရအောင် yeah ကျွန်တော်အာမခံရတယ်ကျွန်တော်ညီကိုမောင်မတို့ကျွန်တော်ဖခင်ကတော့ကျွန်တော်အဲ့တိုင်းတကယ်ယူမစားခဲ့တယ်ဖခင်ကျွန်တော်ဟာဘီလက်မြေဖြော်ရတဲ့အဆင့်လောက်မှမရှိတယ်ကျွန်တော်လို့10တန်းမအောင်တဲ့ကောင်တယောက်ဘာမှမတတ်တဲ့ကောင်တယောက်ကတော့အဲ့ဒါပဲလုံနိုင်မယ်လို့လူတွေတတ်မှတ်ထားပြီးသားဒါမဲ့ကျွန်တော်ကရေးလဲကျွန်တော်ယုံကြည်တဲ့ဟာကိုကျွန်တော်ဝန်ခံတယ်ကြွေးကြော်တယ်ကျွန်တော်မစ်ရှင်ရုံးမှာအလုပ်ရသွားတယ်အဲကွန်ရှေ့မှာထိုင်ပြီးတော့အလုပ်လုပ်ရတဲ့အလုပ်ကိုဖခင်ပြင်ဆင်ပေးတယ်ရှင်းလေးကြော်ပြောတာဘာမှမတတ်ပါဘူးဒါမဲ့ဖခင်သခင်ကအခွင့်ပေးလာပြီဆိုရင်ဖခင်လမ်းဖွင့်လာပြီဆိုရင်ဒါကြောင့်မှတ်ထားယေရှုခရစ်တော်အပြင်ဘာတရားထွက်လာတာလဲဘာတရားလဲမောရှေအပြင်ပြည့်ညတ်တရားယေရှုအပြင်ဘာတရားဂျေဇုတရားထွက်လာတဲ့နေ့မှာမှတ်ထားတင်ဂျေဇုတရားအဓိပ္ပာယ်ပါလဲဂျေဇုတော်ဆိုတာပါလဲမထိုက်တာမနဲ့ရတာတင်ထိုက်တာမှရရင်ဂျေဇုတော်မဟုတ်တော့ဘူး2025မှာကျွန်တော်တင်တို့ပေါ်မှာပရောဖက်ပြုတ်ချင်တဲ့အရာကတော့ကောင်းသောတိုးထိန်ကတင့်ကိုမထိုက်တန်တဲ့အရာကိုထိုက်တန်ဒီကောင်းကြီးပေးမယ်နှစ်ဟာ2025စပြီဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာတယ်ဟာလေလုယာတင်ထိုက်တန်လို့မဟုတ်ပါဘူးဒါပေမဲ့မထိုက်တန်တော့ညာလည်းပဲထိုက်တန်စေတာဘာလို့ခေါ်လဲဂျေဇုတော်အဲ့ဒီဖခင်ကဂျေဇုပြုတဲ့ဖခင်ရှင်ဖြစ်တယ်။ရတဲ့အနေထားနဲ့တင်ကဘာမှဂျေဇုခံထိုက်တဲ့သူမဟုတ်ပင်မဲ့ဖခင်ကဘာပြောလဲမင်းကဂျေဇုတော်နဲ့ခံထိုက်တော်သူဖြစ်တယ်လို့ဖခင်ဘာပြောတဲ့ကိုထိုက်တန်တော်သူလို့တတ်မှတ်လိုက်ပြီ။တင်မင်္ဂလာစပြီ။တင်မင်္ဂလာစပြီ။ဒါအားပေးချင်တယ်2025မှာတင်းရဲ့ focus ကဘယ်လူတွေဘယ်အတန်းတွေဟောတန်းဒီတန်းမဟုတ်ဘူးညီကောင်မောင်ပါတော့ဘယ်သူစီမလဲကောင်းသောတိုးထိန်ကို focus လုပ်ရအောင် hallelujah ကောင်းသောတိုးထိန်ကကောင်းသောတိုးဒီတိုးများအတွက်ဘာလုပ်လဲကောင်းသောတိုးထိန်ဟာအသက်ကိုစွန့်တယ် Amen. focus လုပ်နေသူ့မခေါ်လဲပြဿနာမရှိဘူးဖယားကိုပဲ focus လုပ်ပြီးချီးမွမ်းတဲ့သူဖြစ်ပါစေဒီနေ့ဒါဝိဒ်ကဲ့သို့တင်ဘယ်နေရာမှာပဲရှိပါစေဘသူရဲ့ပြစ်ပယ်ခြင်းပဲခံရပါစေဘသူရဲ့လူရသွင်းခြင်းမခံရနေပါစေအမှုတော်ဆောင်ထဲမှာတော့မစိတ်တကြတဲ့သူတွေအများကြီးဘာလို့သိလားအမှုတော်ဆောင်ထဲမှာပင်လေဘသူဘယ်နေရာမှနေရာမရပဲနဲ့အမှုတော်ဆောင်ခြင်းနဲ့ဟောပြောခြင်းနဲ့ဒါပေမဲ့ဘသူမှမဖိတ်ခေါ်လို့စိတ်တကြနဲ့အမှုတော်ဆောင်တွေအများကြီးရှိတယ်ကျွန်တော်ဗာပြောလဲခင်ဗျာတွေးခေါ်ပြောင်းလိုက်ဘာတွေးခေါ်လဲဟိုလူမခေါ်လို့ဒီလူမခေါ်လို့သူများကြောင်းနေရှောက်ပြောနေမယ်အစားဖခင်ကောင်းမြတ်ခြင်းကိုစပြောတော့အာမင်ဒီကျွန်တော်ပြောပြမယ်အခုဒီဆရာတွေဘုရားခင်ဘာဖြစ်လို့ဘုရားခင်ချီးမြှောက်နေတယ်လို့လဲပြောလေဆရာထမ်းတောင်းဘုရားခင်ဘာဖြစ်လို့သူ့ချီးမြှောက်လဲပြောရှင်းလေး तू ကခစ်တဲ့ဒါဝိဒ်တွေပဲဒါတွေကခစ်တဲ့ဒါဝိဒ်တွေပဲခေတ္တဒါဝိဒ်တွေဘာလုပ်နေလဲလူတွေအကြောင်းထိုင်စဉ်းစားရင်တော့သူတို့ထွက်လာမဲ့တခြင်းတွေကဒီလူတွေထွက်မှာမဟုတ်တာသူတို့ဘာစဉ်းစားနေဘုရားရဲ့ကောင်းမြတ်ခြင်းအာမင်ဘုရားရဲ့ကောင်းမြတ်ခြင်းရွေးယူတာမှန်နေလို့လေအာမင်ရှာငယ်ခြင်းလေလို့ပေါင်းရှာငယ်ပါလဲမာရီလိုပဲချီတော်ရင်မှာပဲကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွေးယူမဲ့ကိုယ်တော်၌ပြေဆုံးအားလုံးပြေဆုံးဘာမှမလိုတော့ဘူး Yeah that's true ခြေတော်ရင်မှာပဲကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွေးချယ်မဲ့ကျွန်တော်ရွေးယူမဲ့ကိုယ်တော်၌အားလုံးပြေဆုံးဘာမှမလိုတော့ဘူးစတယ်ဆိုပေးပါလားမာရီလိုပဲချီတော်ရင်မှာပဲကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွေးချယ်မဲ့ကိုယ်တော်၌အားလုံးပြေဆုံးဘာမှမလိုတော့ဘူးတိုင်းလာလို့ပဲရှင်တဲ့တွင်မှာလဲကျွန်တော်ကို
ဒီနေ့တင်လုံနေသေးတယ်ဆိုရင်တင်းရဲ့ focus ကလူတွေမှာရှိနေလို့ဟိုလူဒီလူကိုပြီးတော့တင်းအခြေအနေတင်ပြန်ကြည့်နေသူများအခြေအနေလိုက်ပြန်ကြည့်နေ no travel ဒီငါတိုးထိန်ဖြစ်တယ်လို့ပြောရတဲ့ငါရဲ့ဆွဲလန်းခြင်းငါတိုးထိန်ငါရဲ့ရင်ခုန်စရာကငါတိုးထိန်ငါရဲ့ focus ကငါတိုးထိန်ငါ့ကိုအကောင်းဆုံးပြင်ဆင်ခဲ့တာလေငါတိုးထိန်အကောင်းဆုံးလမ်းကိုပို့ဆောင်တာလေငါတိုးထိန်ဆက်ပြီးတော့လမ်းပြောင်းมาလေငါတိုးထိန်ဒီညမှာကျွန်တော်အားပေးချင်တာတင်းရဲ့ focus ကဘယ်မှာလဲတင်းရဲ့အစင်မပြေချင်းနေလားတင်းရဲ့မိသားစုရဲ့ငွေကြေးကိစ္စတွေလားဘယ်အရာတွေကိုတင်း focus လုပ်နေတာလဲတင်းရဲ့အစင်မပြေချင်းနေတင်း focus လုပ်လို့တင်းပြေလေသွားမှာမဟုတ်တာတင်းကိုမဆာမှာကောင်းတော့တိုးထင်းလေဘယ်သူတွေဘာပြောနေဘယ်သူတွေဘာတွေနဲ့မိသားစုအခြေအနေကဘလို့ဖြစ်နေလဲလုပ်ငန်းအခြေအနေကဘလို့ဖြစ်နေတင်းရဲ့ကျမ်းမာရေးအခြေအနေဘလို့ဖြစ်နေလဲအဲ့ဒါတွေကိုတင်သွားပြီးတော့ focus လုပ်ရမယ့်အချိန်မဟုတ်ဘူး hallelujah လိုလေသေးမရှိအောင်မဆာဖို့ရန်တော့ပြင်ဆင်ထားတာယေရှုအာမင်ဒါကြောင့်ဒါဝိကဘာပြောလဲဆို travel ဒီငါတိုးထိန်ဖြစ်တယ်ငါဒီစင်ရဲ့ wow Bill Gates နဲ့ Warren Buffett ကိုသူများမေးတယ်အောင်မြင်ဖို့ရန်အတွက်စကားလုံးတစ်လုံးငေါ့ပြောပြလို့ရမလားတဲ့နှစ်ယောက်စလုံးထိုင်တဲ့စက်ထဲထွက်လာတဲ့စကားတစ်လုံးက focused focus တင်ပါရင် focus လုပ်နာလဲBill Gates ကပြောလဲရှုံးနေတဲ့သူတွေရှုံးနေခြင်းပဲအာရုံစိုက်တတ်တယ်တဲ့အောင်မြင်တဲ့သူကတော့အောင်မြင်ခြင်းပဲအာရုံစိုက်တတ်တယ်လူကတော့အနိုင်တလဲအမြင့်တလဲတွေတော့ရှိမှာပေါ့ဘာညာပြောရင်တော့သူ့ဘဝနိုင်လိုက်မြင့်လိုက်ဖြစ်နေမှာပဲဒါပေမဲ့ဒါဝိမင်းကြီးကတော့အဲ့လိုမပြောဘူးညီကောင်မောင်မတော် travel ဒီငါတုံးထိပ်ဖြစ်တယ်ငါဒီစင်းရဲ့တလဲချမ်းသာတယ်လို့မပြောဘူးငါဒီစင်းရဲ့မခံရဒါပဲလာတယ်မဟုတ်ဘူးစိတ်လန်းတော့ကြက်စားရနိုင်ငါ့ကိုအိတ်စေမယ်ဖရာတာတော့မျက်နာတော့လမ်းပြမယ်ဖရာငါဝိညာဉ်အားဖြည့်စေ၍ပြောရှင်တဲ့အဓိပ္ပာယ်ဘာလဲဆိုတော့ငါကအားလုံးအဆင်ပြေလို့ငါဖယောက်မေ့သွားမဲ့သူမို့ငါဖယောက်တာရွက်ကိုးကွယ်မဲ့သူစင်တော့ချက်စားရမှာငါအိတ်နေတဲ့အချိန်မှာတာတော့မျက်နှာမှာငါ့ကိုဖယောက်ကပို့ဆောင်လဲငါ့ရဲ့ဆွဲလန်းခြင်းဟာတိုးထိန်ပဲငါ့ကိုလမ်းပြခဲ့တိုးထိန်ကိုပဲငါဆွဲလန်းနေမယ်တာရွက်ငါသူ့ပဲချီးမြှောက်မယ်ငါသူ့ပဲတာရွက်ချီးမွမ်းဟေးငါကြည့်ဆရာခွာပြီးဆိုဘယ်သူမှမသိခင်နဲ့ तू အခန်းထဲမှာဖရားကောင်းမြတ်ခြင်းကို तू ချီးမွမ်းခဲ့တယ်အချိန်တန်တော့ဖရားတခင် तू အဲ့အခန်းလေးထဲမှာပဲထားတဲ့ဖရားမဟုတ်တော့အချိန်တန်တော့ဖရားနိုင်ငံတကာချီးတောင်းဖို့ပြင်ဆင်ဆရာငယ်လေးသူ့ဘာသာဟိုမြကြီးနာအိမ်ခန်းလေးထဲမှာသူ့ဘာသာ तू ချီးမွမ်းတဲ့အရာကအချိန်တန်တော့ဖရားကအမေရိကပို့တယ်ဩစတြေးလျပို့တယ်နိုင်ငံတကာပို့တယ်ဂျပန်ပို့တယ်အဲ့ဒါတွေကချီးမဟုတ်ဘူးဗျပြဿနာတွေထိုင်စဉ်းစားတာမို့ဖရားကောင်းမြတ်ခြင်းစတင်စဉ်းစားတာတင်ဘယ်ကို focus လုပ်နေတင်ရပြဿနာလားဖရားရဲ့ကောင်းမြတ်ခြင်းကိုလားဒီနေ့အစားရတင်ရပြဿနာထက်အဲ့ဒီပြဿနာအားလုံးကိုလုံးဝညံ့ညက်ကြည့်အောင်ဖြည့်ရှင်းပေးနိုင်တဲ့ဖရားကို focus လုပ်ရအောင် hallelujah focus မမပါစေနဲ့ဒါဝိဒ်ကတော့ရှင်းရှင်းလေးပဲဘာတွေပဲဖြစ်ဖြစ်ငါရဲ့ focus ကတော့ယေရှုမှာရှိတဲ့အတွက်ကြောင့်ချိန်တည်တဲ့တခွာတော့ငါဒီစင်းရဲ့အဓိပ္ပာယ်ပါလဲတိုးနဲ့တိုးထိန်ရဲ့ကွာခြားချက်ကပါလဲတိုးရဲ့စိတ်ဝင်စားဆုံးဟာတိုးထိန်ပဲတခုတော့ရှိတယ်တင်ဖယားကိုစိတ်ဝင်စားတတ်သေးဘူးဆိုရင်တင်ကယ်တင်ရှင်မရတာတော့မဟုတ်ဘူးတင်ကတိုးတငယ်ဖြစ်နေတာရှင်းလားမသိဘူးဖယားเจ้าမှာနှစ်မျိုးနှစ်စားရှိတယ်တိုးတငယ်နဲ့တိုးရှိတယ်ဒါကြောင့်တင်းအုပ်ဆရာတွေကိုဖယားကတင်ထားပေးတယ် feed my lamb tend my sheep then feed my sheep တိုးတငယ်ဒီတိုးထိန်ရဲ့အလေးလာကိုနားမလဲဘူးlamb ဆိုတဲ့တိုးတငယ်ဟာတိုးထိန်ရဲ့အလေးလာကိုနားမလဲဆိုကြောင့်ဘယ်မှာတည်ရွာလဲဆိုတော့ sheep ဆိုတဲ့
တိုးကြီးတွေစီမှာသူတင်ယူပြီးတော့မှအဲ့တိုးကြီးတွေထိုင်ထားတယ်တိုးကြီးတွေတွိုင်းသွားတယ်အတိတ်ဘက်ကတင်ကဖះကို focus မလုပ်တတ်သေးတာဘာကြောင့်လဲဆိုတော့လူတွေပဲရှောက်ကြည့်လူတွေအတန်တွေပဲနားထောင်နေတယ်အဓိကပြဿနာဘာကြောင့်ဆိုတော့တင်ကတိုးတငယ်ဖြစ်နေလို့ဒါကြောင့်အရွယ်မရောက်မီကာလပတ်လုံးအစေပါကြုံနေတူတယ်ဒီနေ့တင်ဒီနေ့ဝိညာဉ်တော်တင်ဆွဲခေါ်ပါစေအာမင်စိတ်ကောက်တတ်တယ်တိုးတငယ်လေးတွေကစိတ်ကောက်တတ်တယ်စိတ်ဆိုးတယ်ပြီးဖះเจ้า2ပတ်3ပတ်လောက်ပျောက်သွားမယ်နောက်ကနေသွားစရာမရှိရင်ပြန်လာမယ်ဒီလိုလေးတော့ရှိလိမ့်မယ်ဒါတိုးတငယ်လေးတွေတဘာဝနောညီကောင်မ2025မှာကျွန်တော်တို့တဆင့်တက်ကြရအောင်တင်တိုးတငယ်မဟုတ်တော့ဟာလေလုယာတရားအမွေစားအမွေခံသူ့အဆင့်ကိုတက်လာပြီတရား focus ကဘယ်သူမှရှိပြီလဲတိုးထင်းကိုရှိပြီတရား focus ကဘာမှလဲတရားအဆင်မပြေမှုတွေမဟုတ်တော့ဘူးတင်းရဲ့ပြဿနာတွေမဟုတ်တော့ဘူးတင်းရဲ့ဘသူတွေဟလာကောင်းတာပြောလဲမကောင်းတာပြောလဲအဲ့မှာတင်းမရှိတော့ဘူးလက်ရှိချိန်နဲ့ကောင်းချိန်မှာကောင်းနေမယ်ဒါပေမဲ့တင်းဘာပြောမလဲ let the weak say I am strong let the weak say I am strong let the poor say I am rich let the blind say I can see let the sick say I am healed ဘာဖြစ်လို့လဲငါရဲ့တိုးထိန်ကကောင်းသောတိုးထိန်ကငါ့ကိုဘယ်တော့မှဒီယောဂနဲ့ပြစ်ထားတဲ့ဖခင်မဟုတ်ဘူး Hallelujah မဲမကြီး Hallelujah ဘုရားခင်ကအင်မတန်ချောမောလှပတဲ့ခွင့်ကိုထပ်မှပြီးတော့ပြန်ပေးအောင်မှာဖြစ်တယ်ယခင်ကတော့အဲ့လိုချောမှာမဟုတ်အခုကပိုချောလာလိမ့်မယ် Hallelujah မကြာမီဘယ်နှလတော့လဲကင်ဆာဖြစ်တာ6လကင်ဆာဖြစ်တယ်အခုကင်ဆာ clear ဖြစ်သွားပြီယေရှုနာမနဲ့ရှာခါရာဘစေတေယာခဘာ Amen 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 သူတကယ်ချင်းနဲ့အားလုံးသွားပြီခေါ်တော်မူခြင်းခါပြီဒါပေမဲ့ तू က essay ပဲ stage 3 stage 4ဂျားထဲမှာပြန်လန်းစရာပြန်လာစရာလမ်းမရှိတော့ဒါပေမဲ့အခုအလှပလေးနဲ့ပြန်လာတယ်စပင်းပြန်ပေါက်တာခဏစောင့်နေပြန် तू အုတ်ထုတ်လေးချုပ်ပြီး तू အလှတွေအကြီးကျယ်လှုပ်တော့မယ် तू စပင်းနဲ့ဆိုးတော့မယ်အာမင်ဘာဖြစ်လို့လဲတင်းရဲ့ focus ကဘယ်မှာလဲတင်းအဆင်ပြေချင်းနေမှာမဟုတ်ဘူးတင်းကိုစင်းရဲတဲ့အခွင့်ကိုတလုံးမပေးတဲ့ယေရှုမာသောမှာဆိုလို့ထပ်ပြောလိုက်တယ်ငါဒီကောင်းသောတိုးထိန်တယ်ကောင်းသောတိုးထိန်တင် focus လုပ်စမ်းမှာတင်းအမြဲတမ်းကောင်းတဲ့တိုးထိန်တင်းအမြဲတမ်းကောင်းတဲ့တိုးထိန်အမြဲတမ်းကောင်းခဲ့တဲ့တိုးထိန်ကောင်းနေတဲ့တိုးထိန်ကောင်းအောင်မဲ့တိုးထိန်ဒေဗစ်လောက်ကောင်းခဲ့တဲ့တိုးထိန်ဒေဗစ်လောက်ကောင်းနေတဲ့တိုးထိန်တာရွေးကောင်းအောင်မဲ့တိုးထိန်အဲ့ဖေအတင်းဘယ်တော့မှမစင်းရဲစေဘူးစင်းရဲမခံရဘာစင်းရဲခြင်းမှမရှိစိတ်လည်းမစင်းရဲဘူးလူလည်းမစင်းရဲဘူးဘာမစင်းရဲစေရဘူးဘာလို့ကြောင့်လဲယေရှုကြောင့်သင်မစင်းရဲဘူးယေရပြောလိုက်စမ်းငါမစင်းရဲဘူးစင်းရဲခြင်းဆိုတာငါနာကလို့မရစေရဘူးဘာစင်းရဲခြင်းမှငါနာမကစေရဘူးအာမင်စိတ်လည်းမစင်းရဲဘူးလူလည်းမစင်းရဲဘူးဟာလေလုယာဘာဖြစ်လို့လဲဘာသူရှိလို့လဲကောင်းသောစကောလာတွေကလာအောင်မဲ့တိုးထိန်လို့ဆိုရင်တမျိုးလာအောင်မဲ့တရားကောင်းသောတိုးထိန်လို့ယေရှုက confirm ပြန်လုပ်ပေးတာငါယိုဒန်တိုးထိန်မဟုတ်ဘူးအငါတိုးထိန်လည်းမဟုတ်ဘူးငါကောင်းသောတိုးထိန်အဲ့ဒီတိုးထိန်ပဲတို့ရွေးယူပြီးတော့မှသူ့အကြောင်းပဲအမြဲတမ်းစဉ်းစားရအောင်တန်ရီလာလိုပဲရှင်သေးတွေမာလဲကျွန်တော်ကိုကွယ်မဲ့ဟောရတိုင်းအလုံးပြည့်စုံဘာမှမလိုတော့ဘူးမာရီလိုပဲဆိုရမာရီလိုပဲချီတော်ရင်မှာပဲကျွန်တော်ကိုကွယ်မဲ့ကျွန်တော်ရွေးချယ်မဲ့ကိုယ်တော်တိုင်းအလုံးပြည့်စုံအားလုံးပြည့်စုံဘာမှမလိုတော့ဘူးတိုင်းရလာလို့ပဲရှင်တွေမှာလဲကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွေးချယ်မဲ့ကိုယ်တော်တိုင်းအားလုံးပြည့်စုံဘာမှမလိုတော့ဘူး
ကျွန်တော်ခုနအလကားတရုပ်ဆောင်ပြတာမဟုတ်ဘူးလူတော်တော်များများကတခုခုပြဿနာဖြစ် emotion အများများတာတမိသားစုလုံးကပွဲကြီးလုံးနေကွာ तू ကတော်ထဲမှာဗျာဘလို့ခံစားမလဲစဉ်းစားကြည့်ဘလို့ခံစားမလဲစဉ်းစားကြည့် तू မခံစားဘူး तू မခံစားဘူးပြောလိုက်စမ်းငါမခံစားဘူးငါမခံစားဘူးမခံစားဘူးဘာကြောင့်လဲဆိုတော့ငါရဲ့အကျိုးကလာမယ့်အနာဂတ်မှာအရန်ကြီးတယ်ဆိုတော့ငါသိတယ်ပြောငါမခံစားဘူးအဲ့ဒီအခြေအနေတဲ့ငါ့ကိုခံစားအောင်တိတ်လှုပ်လိုက်မယ်ခံစားအောင်တိတ်လှုပ်လိုက်မယ်အဲ့ဒီအခြေအနေတဲ့ငါ့ကိုဝမ်းနေအောင်လှုပ်လိုက်မယ်တင်မှတ်တာအဲ့ဒီအခြေအနေသွားကြည့်နေတွေ့စာတန်ကပြောနေတယ်တင်အရန်စိတ်ညစ်လေ तू ကပြောလေအရန်စိတ်ညစ်လေပြောလေအပျော်ဆုံးနေကတင်သေးတဲ့နေပဲဒါပေမဲ့ तू အရန်စိတ်တကြတဲ့နေကဘယ်နေလဲသိလားတန်ရီလာလိုပဲချင်တယ်အဲ့လိုမျိုးစိတ်ညစ်စရာကောင်းတဲ့ချိန်မှာစပြီးတော့ချီးမွမ်းရင်လူတွေကပြောလိုက်မယ်ဒီကောင်ယူသွားလားမယူဘူးဘာလို့ငါရအနာဂတ်ကိုကောင်းဆုံးပြင်ဆင်ထားတဲ့ဘုရားခင်ရှိတယ်ဆိုတာငါသိနေလို့ဟာလေလုယာငါရအနာဂတ်ကောင်းဆုံးပြင်ဆင်ထားတဲ့ယေရှုငါဖခင်ဘာလို့ကောင်းလာလဲသူ့ရဲ့နာမည်ကကောင်းသောတိုးထိပ်ဖြစ်နေလို့ဗောဟာလေလုယာကောင်းမြတ်ခြင်းနဲ့လာတော့မယ်ဗျာကျွန်တော်သိနေဗျာကောင်းမြတ်ခြင်းနဲ့လာဘေးနားမှာပြောလိုက်ကောင်းမြတ်ခြင်းနဲ့တင်းစီကိုလာနေပြီတင်းသိရလားလို့ပြောလိုက်စမ်းမတင်းသိရလားလို့ Hallelujah something good is going to happen in your life something great is going to happen in your life Hallelujah something good is going to happen in your life if you believe it say it amen Shakaraba City Yakaba Hallelujah It's not because of your goodness because of his goodness Hallelujah because of his goodness something good is going to happen in your life Mark get ready 2025 something good is going to happen not because of your goodness because of his goodness Hallelujahရင်ခုန်စမ်းပါဗျာရင်ခုန်စမ်းပါသူများတွေပြောလို့ဆိုတော့မအိမ်ထဲမှာထိုင်မတော့မငိုနေနဲ့ online မှာကြည့်နေဖွဲ့တယ်ယောက်ျားပြစ်သွားလို့ဖြစ်မနေနဲ့ဘေးနားမှာကောင်းတော့တိုးထင်းရပြောနေတယ်တမီးရဲ့နင်းကိုချစ်တယ်လို့ပြောတယ်နင်းယောက်ျားပြစ်သွားပါစေ24နိုင်မင်းနဲ့အတူရှိခဲ့တယ်ငါရှိနေတယ်မင်းယောက်ျားနဲ့နေခဲ့တော့ကမင်းမလုံမလောက်စားခဲ့ရတယ်ကောင်းတော့တိုးထင်းကတင်းကိုဒီနေ့စပြီးတော့ကြည့်ပြီးလို့ပြောနေမယ်စိတ်ဓာတ်မချနဲ့အာယူ၍ရဲရင်လိုက်ဆမ်းပါဘယ်သူမှသွားအာယူရမှာလဲယေရှုကလွယ်လို့အာယူစားဘယ်သူစီမှာမှမရှိဘူးအာယူပလိုက်ငါဖယားရှိတယ်ပြောရင်ငါဖယားရှိတယ်အမှုတစ်တွေပြုတော်မယ်ယခုပေါ်လာလိမ့်မယ်ဟာလေလုယာယခုပေါ်လာလိမ့်မယ်ကောင်းသောတိုးထိန်ကတင်းတော့ပြင်ဆင်ထားပြီသားတင်းလောက်ရမယ့်အရာတစ်ခုပဲရှိတယ်သူများမကြည်မနှက်တာတွေရှောက်ပြီးစဉ်းစားဖို့ရတော့အချိန်မပေးနဲ့ငါ့ကိုဟိုလူတွေသူတို့တော့ငါလှုပ်ပေးလိုက်ရတာငါပတ်စရှိတော့အကုန်လုံးမျိုးဆိုးကြပြီအခုကျတော့ငါ့ကိုမေ့နေတယ်ဖျားခင်လည်းမမြင်ဘူးလားမသိဘူးဟာဖျားဘာလာင်းနေပြစ်တဲ့တင်အောင် Come on man stop it အဲ့ဂျာရဲမတင်ဝန်ခမရခုရှိတယ်တန်ရီလာလိုပဲချင်းဒီတွေမာလေချင်းလို့ကိုကွယ်မယ်ဟိုတော့နိုင်အားလုံးပြည့်စုံဟုတ်လားမသိပါဘူးဗျာအားလုံးပြည့်စုံဘာမှမလိုဘူးလက်စရောမာရီလိုမာရီယိုပဲချီတော့ရင်မာပဲ
ကျွန်တော်ကိုယ်ွယ်မယ်ကျွန်တော်ရွေးချယ်မယ်ကိုယ်တော်၌အားလုံးပြည့်စုံအားလုံးပြည့်စုံဘာမှမလိုတော့ဘူးတေလာလို့ပဲရှိတဲ့တွင်ပါလေကျွန်တော်ကိုယ်ွယ်မယ်ကျွန်တော်ရွေးချယ်မယ်ကိုယ်တော်၌အားလုံးပြည့်စုံအားလုံးပြည့်စုံဘာမှမလိုတော့ဘူးလိုတော့ဘူးစဉ်းစားတော့ one name နေတယ်ဂီတာမတီးတိုင်ကိုယ့်ဘာသာ out of tune လေးနဲ့ချင်းဆိုလိုက်အတန်တဲ့စရာမလိုဘူးဘူးမှလည်းမကြောက်ဘူးအခန်းထဲမှာချီးမွမ်းလိုက်အိုးသူတို့ကြည့်မစရာရတယ်ကြည်ထားအချိန်တိုင်ငေါ့ဖျားချီးမြှောက်မယ်အဲ့ဒါကျွန်တော်ဗျာအဲ့ဒါကျွန်တော်ဗျာကျွန်တော်စာရန်လာလာကလိရှင်တယ်ကျွန်တော်ထောင်ထဲရောက်သွားတဲ့နေ့မှာမင်းပြီးသွားပြီမလားမင်းကြည်ထားတဲ့ရောက်ပြီးသွားပြီမလားကျွန်တော်ဘာလုပ်တယ်ထင်လဲထောင်ထဲမှာအဲ့ဒီထောင်ထဲမှာတချင်းအဆိုးဆုံးကကျွန်တော်ပဲညတိုင်းကြွေးတာဟိုဘအခါနေအဲ့ဒီဟိုအခုတော့သွားပြီလေကျော်ဝင်းစိန်ဆိုတာကိုကျော်ဝင်းစိန်ညာလေကိုကျော်ကြီးတချင်းတစ်ပုတ်ပြီးသွားရင် तू ကဆိုခိုင်းပြီညီလေးနောက်တစ်ပုတ်ညီလေးဟိုဘချမ်းနေကနေကျွေးနေတာကိုကလည်းဆွဲပေးရတယ်လာပဲကိုကြီးခဏလေးကိုကြီးအမေအတန်းနေပြောင်းနေဘာလို့လဲကိုကြီးကြောခဏချင်းဝါနာကိုကြီးငါတို့နားမလဲဘောကွာဆက်လို့ရဆွဲနေတာရောက်တယ်ဘာလို့မှစိတ်ရတဲ့အကြောင်းနဲ့ထိုင်စဉ်းစားနေမယ်ဆိုတာချင်းဝါပလိုက်မှဖြစ်လေဖြောင်းပြလှန်ပလိုက်မှဖခင်ကဟာလေလုယာဖြောင်းပြလှန်ပြတဲ့ဖခင်ဖြောင်းပြလှန်ပြတဲ့ဖခင်အားရှိနေသေးမှာပဲဖြစ်ဗျာငါဖခင်ကအကောင်းဆုံးကိုလှုပ်ဆောင်ပေးတဲ့ဖခင်ကြောက်ရှိတယ်မျော်လင့်တယ်လို့ပဲမျော်လင့်တယ်လို့မှမဖြစ်လာတာဘာထက်လို့မလဲမျော်လင့်တယ်လို့မဖြစ်လာဘူးဆိုရင်အဲ့ဒါပို့ပြီးတော့ချီးမွမ်းရတော့မယ်ဘာဖြစ်လို့သိလားမျော်လင့်တာတာရွေးကောင်းတဲ့အရာတွေလာတော့မှဖြစ်တဲ့အတွက်ကြောင့်ဟာစာတောင်လုံးဝလှည့်စားမခံနဲ့ဒီမျော်လင့်တယ်လို့မဖြစ်လာဘူးဆိုရင်ဘာတွေလဲမျော်လင့်တာတာရွေးကောင်းတဲ့အရာတွေလာတော့မှတော့မလားtraဖက်ငါတိုးတိတ်ဖြစ်တယ်ငါဒီစင်းရဲ့အခုကပေါ်တော့မိုက်သွားtraဖက်ငါရဲ့ကောင်းတော့ဟုတ်တယ်ငါဒီတစားမှဆင်းရဲစရာအကြောင်းမရှိတော့ဘူးဒါပဲအာမင်ပြီးသွားပြီဘာဆင်းရဲတဲ့ဟိုဆင်းရဲရှောင်းပြောနေဘာဆင်းရဲချင်းမှမလာတော့ဘူးဘယ်သူကြောင့်လဲယေရှုကြောင့်ဘာကြောင့်လဲယေရှုကြောင့်ပြောယေရှုကြောင့်စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းဘာတစ်ခုမှမရှိတော့ဘူးယေရှုအကုန်ယူသွားပြီတကယ်ယူသွားတာအဲ့လိုပြောရင်လည်းပဲကျွန်တော်ဗဇက်ကပဲပြောတယ်တကယ်တော့ဗဇက်ကပဲပြောနေတာလကမို့စန်းစာတွေဖွင့်နေကြလို့နှုတ်ကပတ်တော်မပါဘဲနဲ့ကျွန်တော်မပြောဘူးဗျာနည်းနည်းကြည့်ဗျာနှုတ်ကပတ်တော်ပါမှတကယ်တော့လေနှုတ်ကပတ်တော်ပါမှတယ်သူတို့ကပြောသေးတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်စန်းစာဖတ်တဲ့ဖွဲ့လည်းမဟုတ်ဘူးဒါပဲဘာပဲဖြစ်ကြည့်လိုက်ကြရအောင်ကွာမလားနှစ်ကောခန်းကြီးရှင်းငယ်ကိုအကြောင်းမူကားငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လေဆင်းရဲတော်မူခြင်းအပြင်သင်တို့သည်စီးစိမ်ရှိစေခြင်းကသင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောယေရှုတော်ကိုသင်တို့သိကြ၏ယေရှုတော်ပါလေမင်းကိုဆင်းရဲစိမ်မှာဆိုးတဲ့အတွက်ကြောင့်အဲ့ဒီဆင်းရဲခြင်းတွေအားလုံးဘာဖြစ်လဲသူကုန်ယူသွားတယ်ဆင်းရဲခြင်းတွေအားလုံးဘယ်မှာပြီးသွားပြီလဲလက်ဝါးကနေမှာကုန်ပြီးသွားပြီဘာဖြစ်လို့လက်ဝါးကနေမှာရှိရမယ်အသင်စီရောက်လာလဲအတိတ်ပဲမှာမရှိတာလက်ဝါးကနေမှာပြီးခဲ့တဲ့ကိစ္စဘာဖြစ်လို့သင်စီရောက်လာတင်လက်ခံထားလို့လေမကြောက်ဒီဖွဲ့တွေမကြောက်တင်လက်ခံထားလို့လေတင်လက်ခံထားလို့ rejected yes rebuked it in Jesus name ငါဒီစင်ရမခံပြောငါဒီစင်ရမခံရငါဒီစင်ရမခံရအဘလငါမကောင်းတော့တိုးထင်းကြီးရှိနေပြီ hallelujah hallelujah မကြီးကျွန်တော်အများနဲ့ပြောနေကြရှိတယ်ဆင်းရဲတဲ့သူနဲ့ချမ်းသာတဲ့သူမှာကွာခြားချက်ကသူ့ရဲ့ mindset ပဲသူ့ရဲ့ mindset ပဲဆင်းရဲတဲ့သူကအများနဲ့စဉ်းစားတယ် why
why အဲ့ဒါနဲ့လစ်နေသူကငါဘွားဘာကြောင့်လို့ဖျက်ငါဘာလို့အသားမဲနေရတာစဉ်းစားတဲ့ဖွဲ့ရှိတယ်ကျွန်တော်မစဉ်းစားတော့ဘူးကျွန်တော်ကိုကျွန်တော်ခိုင်ပလိုက်တာငါညိုလျှောလေးပဲကျွန်တော်ခိုင်ယူလိုက်တာတကယ်တော့ကျွန်တော်တကယ်ညိုလျှောဆိုကျွန်တော်သိသွားတာအာမင်အာဖရိကန်တွေရောက်လာတဲ့အချိန်မှာသူတို့တက်ကျွန်တော်အစပြဖြူတဲ့ကောင်ဖြစ်တယ်ဆိုကျွန်တော်သိသွားပြီကျွန်တော်ဘာအငင်နေရတော့မှလဲအာမင်ပြီးတော့မှပို့ပြီးတော့ကြီးတော့ချီးမွမ်းတာအဖြူဆိုတာကအဖြူတဲ့ဆိုတာက colorless color မရှိခြင်းကိုအဖြူလို့ခေါ်တာအဖြူပေါ်မှာပကြီးဆွဲခြင်း color တင်ရတယ်တို့ကအညိုလေးတို့က color ကြီးနဲ့အဖြူဆိုတာဘာလဲ color မရှိခြင်းဒီတော့ဘာလဲအဝါတချို့လူတွေကအဝါဆရာတို့ဆိုတာအဝါဆရာမဆိုတာကျွန်တော်တို့နဲ့ line တူတယ်ညိုချောရိုက်လိုက်စမ်းပါညိုချောအာမင်ဟာလေလုယာဒီညိုချောတဲ့အင်မတန်ရှားတယ်လောကမှာဒီအဖြူတွေတော့မှဘာလို့ရလဲဆိုတော့နေပူကျဲတဲ့ထဲမှာစီတွေလူးပြီးတော့ဒီလိုအသားရောင်ရဖို့ရန်တော့သူတို့မှစ조사ရုံးကားတယ်ပူတယ်နော်လွယ်တယ်မထင်နဲ့အခါမသိရင်ဒါနေလောင်ရင်ဒီလိုတစ်ချက်လေးလှုပ်လိုက်တာနဲ့ကြောကဓာတ်နဲ့လီးတယ်လို့နာတာအာနဲ့អော်တဲ့အဖွဲ့တွေရှိတို့မလိုဘူးအစေးပဲကိုယ့်ရဲ့အခြေအနေအမှားအားငယ်စရာမလိုတော့ဘာဖြစ်လို့လဲဘုရားရှင်အပြင်ကိုယ့်ရဲ့အခြေအနေမှာရှယ်ကြီးအာမင်ဟာလေလုယာဟုတ်တယ်သူများလို့နှာခေါင်းသွားပြင်စရာလဲမလို့ဘာဖြစ်လို့လဲဒီမျက်နှာနဲ့ဒီနှာခေါင်းနဲ့လိုက်အောင်ဖရားလှုပ်ထားပြီးသားအာမင်ဆရာလှုပ်ထားပြီးသားဆရာရဲ့မလို့ပါဘူးမလို့တော့ဘူးဒါပဲဆရာမလို့တော့ဘူးဘယ်သူမှလာအားပေးဆရာမလို့ကိုယ့်ဘာသာကိုပြန်အားပေးနေပဲအားတွေတက်နေတာနေ့တိုင်းပဲဟာလေလုယာအာမင်ခြားပါဒီငါတိုးလေးဖြစ်တယ်ငါဒီစင်းရဲ့ခြားပါဒီငါတိုးလေးဖြစ်တယ်ငါဒီအချောဆုံးဖြစ်တယ်ငါဒီအကျွယ်ဝဆုံးဖြစ်တယ်ဝန်ခံစားမှာငါဒီအကျမ်းမာဆုံးဖြစ်တယ်ဟာလေလုယာငါဒီစင်းရဲ့မခါရဘူးအမြဲတမ်းမှတ်ထားလာမယ့်အနာကမှာစိတ်နဲ့ချက်စားရမှာငါ့ကိုအိတ်စေမယ်လုံးဝအိတ်စေတယ်တာတော့မြင်နာတော့ငါဝိညာဉ်အားဖြင့်နာမတော်ဖို့လုံးပါတရားလာတဲ့လို့မှတ်တာတင်းဝိညာဉ်ရကြသွားစရာဘာအကြောင်းမှမရှိဘူးဝိညာဉ်တော်ကတင်းကိုဆွဲခေါ်သွားလိမ့်မယ်ဝိညာဉ်တော်ကိုရောနဲ့တည်ကိုရောနဲ့တည်ဝါခြင်းအမြဲနေခြင်းဝိညာဉ်တော်နဲ့မျက်ရှိခြင်းဝိညာဉ်တော်ကိုရောနဲ့တည်တွေ့ခြင်းကိုရာမကိုရောနဲ့တည်ဝါခြင်းအမြဲနေခြင်းဝိညာဉ်တော်နဲ့မျက်ရှိအဲ့ဒါနဲ့မပြီးတော့ဝိညာဉ်တော်ပြန်စားအဆုံးကပဲပါလားမသိကြော်လည်းမသိတော့တခါမှမကြောက်တဲ့တန်တော်လေးလေကြားချင်တယ်တခါမှမရတဲ့ယူပါယုံများရချင်လို့တခါမှမတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်တခါမှမရှာတဲ့အတန်တော်လေးလေကြားချင်တယ်The karma we are you by your yard low. Go to know how to come by. Ooh, wow. ဖယားနဲ့အဲ့လိုပြောတဲ့သူရဲ့ life ရဲ့ share လူတွေကြောင်းသွားမစင်တာနဲ့စိတ်ညစ်စရာကြီးဖယားကြောင့်စဉ်းစားလိုက်ဒါဝိဒ်ကဒါပဲလုံးသူ့ဘသူတွေမခေါ်ခေါ်ရမကြည့်ထာဝရဘုရားဒီငါ့တို့ထိန်ဖြစ်တော်မူသည်ငါဒီဘယ်တော့မှမစင်ရတော့ဘူးကြွယ်ဝလည်းရှိတယ်အစင်ချမ်းမှလည်းရှိတယ်ဟာလေလုရုပ်ရည်လည်းချောမောလာပါလာတယ်
အသားရည်တွေဝင်းလက်တောက်ပါနေတယ်ဟာလေလုဆရာကင်းပေါင်းတော့အားချရတဲ့ထိကိုတော့ကျွန်တော်အားဆွဲခေါ်တယ်ချီးမွမ်းလိုက်စမ်းမတယောက်တည်းသူငယ်လေးခလေးလေးတယောက်လိုချီးမွမ်းလိုက်စမ်းပါအဲ့တော့သူများဟိုလိုဒီလိုပြောလိုက်မှာမဟုတ်ဘူးအဲ့တော့ဖះရေးလဲကျွေးတာဖះရေးလဲကျွေးတခါမှမချတဲ့တန်တော်လေးလဲချာချင်တယ်တခါမှမရတဲ့ယူပါယုံများရချင်တယ်ကိုတော့ကျွန်တော်အားတွေ့ခံပါကိုတော့စောင့်မျှော်နေတဲ့အချိန်မှာကိုတော့အတန်တော်ကြားလာတယ်ငါသားတင်းကိုချီးမြှောက်ခဲ့တယ်တော်ရင်ချီးမြှောက်အောင်မယ်ငါသားအဲ့ဒီအတန်ကြားပြီဆိုရင်တကဘာလုံးပဲစောက်ထိုးမိုးမျောဖြစ်နေပါစေတင်တည်တဲ့အရာတခုကတော့အဲ့ဒီအတန်တော်ကြားပြီဆိုရင်အဲ့ဒါကိုပြောတာအဲ့ဒါကိုပြောတာခြားဖျားသည်ငါခေါ်လို့ရဖြစ်ခွန်အားကိုပေးတော်မူဘေးရောက်သည့်ကာလသူဖြင့်ကုမတော်မူကြောင်းထင်ရှားလက်ရှိတယ်ထို့ကြောင့်ပထဝီမြေကြီးသည်ရွေ့သွား၏တောင်များတုန်လှုပ်လျက်သမုတ်တရားတို့ကြတော်လဲငါတို့သည်ကြောက်လန့်ခြင်းမရှိသမုတ်တရားရေသည်ဟုံဟုံမြည်၍မွေနောက်ပါလေစေလိုင်းတဘောထားသဖြင့်တောင်များတုန်လှုပ်ပါလေစေမြေတမြေရှိအဲ့ဒီမြေကဘာလို့ထင်လဲတန်ရှင်းသောဝိညာဉ်တော်ပြည့်စည်လာတဲ့အခါမှာဟာလေလုယာဒီမှာကြောက်စိတ်ဆိုတာမရှိတော့ကြောက်စိတ်ဆိုတာမရှိတော့ကြောက်စိတ်ဆိုတာမရှိတော့ဘူးဝိညာဉ်တော်စင်တက်လာကမှကြောက်စိတ်ဆိုတာဟာလေလုယာအဲ့ကမှမဖြစ်လေတိမ်မေးရေလွှမ်းမိုးတော့ချန်တယ်ရှောက်တော့လေဘေးကနေကငါမကြောက်တော့အเจ้าမကိုလိုကြီးအချင်းလုံးနေအတူရှိပါလို့မပြောတော့အတူရှိတယ်ဆိုတဲ့တတ်တယ်သူရနေပြီဖြစ်တယ်ဟာလေလုယာ2025မှာ level တစ်ဆင့်ကိုတက်ရအောင်ဖခင်နဲ့စသွားမယ်တိုးထိန်နဲ့စတင်အသက်ရှင်မယ်တိုးထိန်နောက်ကိုလိုက်မယ်တိုးထိန်အတန်ကိုပဲစိတ်ဝင်စားမယ်တိုးထိန်ပဲ focus လုပ်မယ်တိုးထိန်ကိုပဲအာရုံစိုက်ပြီးတော့ဆွဲလန်းကြည့်ရသူ့အမြဲတမ်းစကားပြောစမ်းဝိညာဉ်တော်ကိုယ်တော်နဲ့ထိတွေ့ခြင်းကိုယ်တော်နဲ့ပြေဝခြင်းအမြဲနေခြင်းဝိညာဉ်တော်နဲ့မြဲရှိခြင်းဝိညာဉ်တော်ကိုယ်တော်နဲ့ထိတွေ့ခြင်းကိုယ်တော်နဲ့ပြေဝခြင်းအမြဲဝိညာဉ်တော်နဲ့မြဲရှိခြင်းတခါမှတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်တခါမှကြားတဲ့တန်တော်လေးနဲ့ကြားချင်တယ်တခါမှမရတဲ့ယူပါယုံများရချင်လို့မဆွေအောင်တခါမှတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ချင်တယ်ဒီညဆွဲလိုက်အောင်တခါမှမကြားတဲ့တန်တော်လေးနဲ့ကြားချင်တယ်တခါမှမရတဲ့ယူပါယုံများရချင်လို့ကိုရောကျွန်တော်အတွေ့ခံပါအပြောလိုက်တာကြည့်ရညီမောထားပြတဲ့ငါတိုးရင်းဖြစ်တယ်ဆိုတာငါရဲ့မိတ္တဟာဖွဲ့စရာငါရဲ့ဆွဲလန်းစရာငါရဲ့ focus ငါစကားပြောစရာငါရဲ့အာယူစရာငါရဲ့ရဲရင်စရာတိုးထိန်ရှိပြီလေတင်းတိတ်နားလဲပေးတဲ့တိုးထိန်ရှိပြီလေတင်းတိတ်ချစ်တဲ့တိုးထိန်ရှိပြီလေတင်းဘယ်တော့မှပြစ်မသွားတဲ့တိုးထိန်ရှိပြီလေဘေးရောက်သည့်ကာလအထူးဖြင့်ကုမမဲ့တိုးထိန်ရှိနေပြီလေဟာလေလုယာဟာလေလုယာအဲ့ဒီအရှင်ကတင်းကိုဘယ်တော့မှဆင်းရဲခံစေတဲ့ဖခင်မဟုတ်ဘူးတင်းအမြဲတမ်းတင်းအရှိကနေတွားပြီးတော့တင်းအနာဂတ်ကိုအကောင်းဆုံးပြင်ဆင်ပေးတဲ့တိုးထိန်ဟာလေလုယာ2025ထဲမှာတင်းအတွက် share တွေပြင်ဆင်ထားပြီးပြီ Are you ready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  ဖခင်တင်းအတွက်အကောင်းဆုံးလုပ်ပေးနေပြီတခုပဲတင်းရဲ့ mindset တွေတင်ပြင်လိုက်တော့ဟိုအကြောင်းဒီအကြောင်းတွေစဉ်းစားမစိတ်နဲ့ကြားနေမှာငါအဖေငါ့ကိုတလို့ငါအမေငါ့ကိုတလို့ငါအမျိုးတွေငါ့ကိုတလို့ငါတကယ်ချင်းတွေငါ့ကိုတလို့ငါမိတ်ဆွေတွေငါ့ကိုတလို့ forget it စတင်ပြီးတော့မှဖခင်ကောင်းရဲ့ချင်းစဉ်းစားမယ်တိုးထိန်ကြီးကောင်းမြတ်တော့တိုးထိန်ကြီးလမ်းပြခဲ့တဲ့တိုးထိန်ကြီးပို့ဆောင်ပေးတဲ့တိုးထိန်ကြီးဆက်ပြီးတော့ချီးမြှောက်မဲ့တိုးထိန်ကြီးရှိနေပြီ hallelujah အဲ့ဒီရှင်နဲ့ဒီနေ့ဆက်ပြီးရှောက်လမ်းမယ်ဆိုရင်ကောင်းသောတိုးထိန်ကတင့်ကိုဆွဲခေါ်သွားလိမ့်မယ်
hallelujah အမခံရအဲ့ဒီကောင်းသောတိုးထိန်တဲ့အသက်ရှင်တဲ့သူဘယ်တော့မှဆင်းရဲတယ်ဆိုမရှိစေရဘူး hallelujah ပြဿနာမရှိတာမဟုတ်ဘူးပြဿနာမရှိတာမဟုတ်အဲ့ဒီပြဿနာအပေါ်ကနေဘယ်တော့မှစိုးစံရတဲ့အခွင့်ကိုဘုရားပြန်တင်ပြင်ဆင်ပေးထားပြီးသားဖြစ်တယ် hallelujah hallelujah ပြဿနာမရှိတာမဟုတ်ပြဿနာရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီပြဿနာကိုသင်ရကြည့်ပြီးတော့မှဒီလိုလေးပဲပြောလိမ့်မယ်မင်းကောင်မနိုင်စေရအောင်မမကီလိုပေါ့ကင်ဆာကိုပြောလိုက်စမ်းမမင်းကောင်ရှုံးနေသွားပြီမင်းကောင်ရှုံးနေသွားပြီမင်းကောင်ရှုံးနေသွားပြီဟာလေလုယာငါရဲ့ကောင်းသောတိုးထိပ်ကြီးကငါ့ကိုဘယ်တော့မှကင်ဆာမျိုးရိုးနဲ့အရှုံးမတတ်စေဘူးအရှုံးနဲ့အရှုံးမတတ်စေဘူးငါကကင်ဆာကိုအောင်မြင်တဲ့မျိုးရိုးဖြစ်တော့ကြောင့်ငါသားသမီးတွေထဲမှာကင်ဆာဆိုတာလုံးဝမရှိစေရတော့ဘူးဖြစ်တယ်ယေရှုနာမရှာခါလာပါဟာလေလုယာတရားအောင်မြင်တော်သူဖြစ်တယ်တရားအောင်မြင်တော်သူဖြစ်တယ်ကောင်းသောတိုးထိပ်ကြီးဟာတိတော့အကုန်ခံပေးပြီးသွားပြီသင်ခံစရာဘာအကြောင်းမှမရှိတော့ဒီနေ့ဆိုင်ကြီးကိုမောင်းမှာတော့မကြည့်ဒါဝိမာလည်းစိတ်ညစ်စရာအများကြီးပဲစားကြတယ်ရောသူ့အဖေကသူ့အမေကသူ့ရဲ့အကိုတွေကသူ့အမျိုးစုံဖြစ်ပေတော့ညာလေအစ်စေးပဲငါမှဖျားရှိတယ်ပြောငါမှဖျားရှိတယ်ငါမှတိုးထိန်ကြီးရှိတယ်ပြောငါမှတိုးထိန်ကြီးရှိတယ်အဲ့ဒီဟာနဲ့ခိုင်းလိုက်တာဒါပေမဲ့သူ့ဘဝကိုစဉ်းစားကြည့်ခဏအောင်မြင်မယ်လှုပ်လိုက်ပြဿနာတက်လာပြန်ပြီโอเคသူ့အဖေဒီဘလောက်ပဲပြစ်ပယ်ပါစေဖခင်ကမြင်တဲ့အခါမှာသူ့အဖေသူ့အကိုတွေရှိမှသူ့အဖေကချီးမြှောက်လိုက်တယ်ဘယင်ဘိတ်သိပ်ပေးတယ်ဟုတ်ပြီဘယင်ဘိတ်သိပ်ရလာပြီဘယင်ဘိတ်သိပ်အပြင်ပါဖြစ်လဲဂေါလိယက်ကိုနိုင်ရတဲ့ခွင့်ရတယ်ဘယင်ဘိတ်သိပ်ပါလဲကြောဂေါလိယက်ကိုနိုင်တာနော်ဘယင်ဘိတ်သိပ်ကဂေါလိယက်ကိုနိုင်စရာဘိတ်သိပ်တစ်ခုလာတိုင်းမှာတင်အောင်မြင်မှုတစ်ခုအများနဲ့ရတယ်မှတ်တာဒါပေမဲ့ဘိတ်သိပ်ဟာရက်သွားတဲ့ဘိတ်သိပ်မဟုတ်ဘူးဘိတ်သိက်ဆိုတာအမြဲတမ်းမှတ်တာဘိတ်သိက်ဆိုတာတိုးပွားနေတာမှတ်ထားကြောင်းကြီးကိုမောင်မတော့ဘိတ်သိက်ဆိုတာတိုးပွားနေတာမတူဘူးရင်ဆိုင်ရတာလည်းမတူဘူးဖခင်ဘလောက်ကောင်းမြတ်တဲ့ယေရှုတော်လည်းသိလားဂေါလိယက်နဲ့တွေ့တဲ့အခါမှာဂေါလိယက်ကိုအောင်နိုင်ဖို့ရန်အတွက်ဘိတ်သိက်ရှိတယ်ဒါပေမဲ့အဲ့ဒီဘိတ်သိက်နဲ့မရက်သွားဘူးဟုတ်ပြီနော်ဒါဆိုဒါဝိဒ်ကဘိတ်သိက်ဘယ်နှခါရလဲဘယ်နှခါရလဲ3 ခါနံပါတ်1ကဘာမှလဲရှမွေလာပေးတယ်ဒုတိယတစ်ခုကဟေဘရုန်မှာဘာလို့လာပေးလဲယူဒာတွေလာပေးတယ်တတိယဘာလဲဣသရေလတွေပေးတယ်အဲ့ဒါတွေအားလုံးကသူရင်ဆိုင်မဲ့အရာတွေအားလုံးကိုဘုရားသခင်ဂျုံတော့အကုန်လုံးပေးသွားတာဘုရားသခင်ကတင်းရဲ့တိုက်ပွဲတိုက်အတွက်ဂျုံတော့အကုန်လုံးတင်လို့အပ်တဲ့အရာတွေအားလုံး equip လုပ်ထားပေးတာတေကြောက်ရှာမလို့ဘူးပြောလိုက်တေကြောက်ရှာမလို့ဘူးဟာလေလုယာအောင်မြင်တော်သူထက်အောင်မြင်တော်သူကတင်ဖြစ်တယ်တင်းကိုကြိုတင်တော့အားလုံးပြင်ဆင်ထားပေးပြီသားဟုတ်ပါတယ်ဂေါလိယက်သူနိုင်သွားပြီဂေါလိယက်နိုင်မဲ့ဘာဖြစ်လဲဂေါလိယက်နိုင်ပေမဲ့သူ့ကိုချီးမြှောက်တယ်ဘယင်ကိုယ်တိုင်ကသူ့ကိုပြန်တတ်တယ်သူထွက်ပြေးရတယ်အောင်မြင်မဲ့လှုပ်တိုင်းမှာသူအမြဲတမ်းစိတ်တက်ကြစရာတွေအမြဲတမ်းရှိပေမဲ့ဘာဖြစ်လဲ noအမြဲတမ်းသူခံထားထာဝရဘုရားဒီငါ၏ကြောင့်ငါ၏မျိုးရိုးငါကိုကယ်လွတ်တော်ရှင်အဲ့ဒါမမကြီးအဲ့တရှင်ကမမကြီးတော့ပဲငါကိုကယ်လွတ်တော်ရှင်ငါ၏ဘုရားဟာလေလုယာငါ၏ခွဲကကယ်လွတ်တော်ငါ၏ရှေရာဒီညမှာအားပေးခြင်းနဲ့ရောက်ရှိတဲ့ဒီနေ့ကစရွေးဘယ်သောခါမှသင်ပြဿနာတွေကိုထိုင်ကြည့်ပြီးစဉ်းစားတဲ့မှာသင်မပါစေတော့နဲ့ဟာလေလုယာသင်ရဲ့တိုးထိပ်ကြီးရှိတယ်သင်တို့အကောင်းဆုံးပြင်ဆင်တဲ့တိုးထိပ်ကြီးကို focus လုပ်ကြည့်အောင်ဘာဖြစ်မှတက်လားလာလိမ့်မယ်နောက်ဆုံးမှာ surely goodness and mercy shall follow me all the days of my life ရှင်းရှင်းလေးပဲmaybe လို့မပြောဘူး surely goodness and mercy shall follow me all the days of my life surely အဓိပ္ပာယ်ပါလေ surely ဆိုတဲ့အဓိပ္ပာယ်လုံးဝသိချတဲ့အရာကတော့ goodness and mercy shall follow me ကောင်းမြတ်သောအရာတွေဖခင်ရဲ့ဂရုဏာတွေ
ငါ့ရဲ့အနောက်ကနေတစ်သက်လုံးလိုက်ရလိမ့်မယ်အဲ့ဒါကလုံးဝတေချာတယ်ဒီနေ့ကစပြီးကျွန်တော်ပြောပြီးကောင်းသောတိုးထိန်ကြီးဟာတင့်အနာမှာဘသူမှမရှိနေပါစေသူကတင့်အနာမှာအမြဲတမ်းရှိတဲ့အရှင်ကတင့်ကိုအမြဲတမ်းပါပေးနေဆိုတော့တင့်ရဲ့အနာဂတ်အတွက်ဂျေစုနဲ့ဂရုဏာတော်ဟာလုံလောက်တဲ့ဂျေစုလုံလောက်တဲ့ဂရုဏာတင့်ဖို့ဘုရားပြင်ဆင်ထားပေးတာ Goodness and mercy shall follow me all the days of my life တင်ဘလောက်ပဲရှုံးနေခဲ့ပါစေဘလောက်ပဲရှုံးနေခဲ့ပါစေကျွန်တော်အားပေးမယ်နော်ကျွန်တော်အားပေးမယ်ဘလောက်ပဲရှုံးနေခဲ့ပါစေအဲ့ဒီရှုံးနေခဲ့တဲ့အရာကိုပြောင်းပြန်လှန်ပြီးတော့ဖခင်ကဟိုဟာလေလုယာပြောင်းပြန်လှန်ပြီးတော့ဖခင်ကအစတရားပြန်ချီးမြှောက်မဲ့ဖခင်ရှင်ဖြစ်တယ်ကျွန်တော်ကောင်းတော့တိုးထင်းကဘလောက်ထိကောင်းလဲသလားဘလောက်ထိကောင်းလဲသလားကျိုင်းကောင်စားသွားတဲ့အရေးအတွက်တွေအကုန်မှတ်ထားတဲ့ဖခင်တင်းရဲ့ဘဝမှာကျိုင်းကောင်စားသွားတဲ့အရေးအတွက်တွေဘယ်နှရက်တင်မျက်ရည်နဲ့ငိုခဲ့ရလဲဖခင်အကုန်မှတ်ထားတယ်ဘယ်နှရက်တင်ကြေကွဲခဲ့လဲဖခင်အကုန်မှတ်ထားတယ်အဲ့ဒါပြန်ပေါင်းပြီးတော့မှဝမ်းမြောက်ခြင်းပိတ်သိက်ကိုလောင်းပေးမယ်ဖခင်ဟာလေလုယာနောက်ကျန်တဲ့ຢာတွေအားလုံးမေးလိုက်အနာဂတ်မှာဖခင်ရှင်ပြုမယ်အမှုတစ်အတွက်စတင်တော့ကြီးတော့ချီးမွမ်းကြရအောင်ဟောလူဒီလူငါဘာဖြစ်လို့ညာဖြစ်လို့အဲ့ဒါတွေကိုမဲပြလိုက်ရက်ပြလိုက်စတင်တော့ကောင်းပြခြင်းစတင်စဉ်းစားသူဖြစ်ပါစေအာမင်အလောခဏမတ်တထားရအောင်လောကမဲ့ຢာတစ်ခုပဲရှိတယ်ချီးမွမ်းမှုပဲဖြစ်တယ်ဟာလေလုယာ